ဘုန်းကြီးဒီနေ့ဟောဖို့မှန်းထားတဲ့တရားကလူလောကထဲမှာသိပ်ပြီးတော့ဆိုးဆိုးဝါးဝါးဖြစ်နေတဲ့ပုဂ္ဂိုလ်တစ်ယောက်အဲ့ဒီပုဂ္ဂိုလ်တစ်ယောက်ဟာလူလောကထဲမှာသိပ်ပြီးတော့ပညာရှိပြီးလိမ္မာတဲ့ပုဂ္ဂိုလ်နဲ့တွေ့ရလို့အားလုံးချမ်းသာသွားတယ်ဆိုတဲ့သုဒ္ဓသောမပောရိတာဒတို့ရဲ့ဇတ်ကိုဘုန်းကြီးဟောမယ်ဘုန်းကြီးကဘုန်းကြီးနဲ့စတဲ့တရားဓမ္မတွေရင်းနှီးတဲ့သူတွေကစားပြီးတော့မကြာခဏစဉ်းစားပါတယ်ဘုန်းကြီးရဲ့ကိုယ်ရေးကိုယ်သားလဲရှေ့ကကြွတန်းဝင်သွားတဲ့သူတော်ကောင်းကြီးတွေဘယ်လောက်များကောင်းသွားကြပါသလဲလို့ဘယ်လောက်များတတ္တဝါတွေအကျိုးကိုဆောင်သွားနိုင်ပါသလဲအဲ့ဒါတွေကိုဘုန်းကြီးစာပေပို့ချကြည့်ရှုရင်လေ့လာပါတယ်ဘုန်းကြီးနဲ့စတဲ့တရားဓမ္မတွေလည်းပဲအဲ့ဒီသူတော်ကောင်းမျိုးရဲ့အဆင့်အတန်းကိုဒီဘဝကမရောက်ကြရင်တော့နောက်ဘဝများစွာမျှော်စရာမရှိပါဘူးသံဃာရမသာမင်းကြီးနာနမုစေယတဟိတဟိကတိန်ကတိန်ပင်စနာထာပိသင်္စယသာမိပါရမေတဟိတဟိတွေ့ကြဆုံးကြဘုံဘဝဝဲကြုံရလေတောင်တောင်းပြောင်းအာယုံအဖုံးဖုံ၌သာမင်းကြီးနာသူများနဲ့တူသူမှုမပြည့်သူတမသာလိမ္မာဟံမြသံမပြလောက်သေးပါမူကားသံဃာရမမဟာပြမေလျာကတိဖြင့်ယာဝေမှန်းစကနံချ၍နှမ်းမြမလွယ်တကယ်မှန်စွာမကြံသာသည့်သန္တရာခရီးကန္တာကြီးမှာနဗုစေယဘုံဇာကံချွန်တဘာမွန်၍တကွန်ဆောက်ကင်မလွန်မြောက်နိုင်သေးရာလို့လောကမှာသန္တရာကိုလာခဲ့တဲ့ဟိုးအတိတ်လွန်ခဲ့တဲ့သန္တရာတွေကိုမှန်းမကြည့်နဲ့တော့လာမဲ့သန္တရာကိုမိမိတို့အတွက်ဘယ်လိုသွားမလဲလို့ဘယ်လိုစဉ်းစားကြည့်ရမလဲဘုန်းကြီးမကြာခဏပေါ့လေရောက်လာတဲ့သူတွေကိုပြောလို့ရှိတယ်ဘုန်းကြီးတို့ဒီကဘာမြေကြီးတစ်ချိန်ကြတော့မီးလောင်လို့လောင်စာဖြစ်ခြင်းလည်းဖြစ်မယ်ရေဖြက်လို့ရေစားလို့ကုန်သွားရင်လည်းကုန်သွားမယ်လေပြင်းလေပွေမှွေလို့ပယံပရာဖြစ်ခြင်းလည်းဖြစ်မယ်အဲ့ဒီကဘာမြေကြီးအပြောင်းအလဲမဖြစ်ခင်အရိမတိယမြတ်စွာဘုရားတဆူပွင့်တော်မူလာမယ်ဒီတော့သန္တရာအခြေကြီးနဲ့ပြောရင်တော့ကြာတာပေါ့ဒါပေမဲ့ဒီကဘာမြေကြီးမပြတ်ခင်ဘုရားတဆူပွင့်လာတော့မယ်ဘုရားတဆူပွင့်လာတော့ကတင်ကြို၍ပြင်ဆင်ထားတဲ့သူတွေမဟုတ်ရင်အဲ့ဒီဘုရားရှင်သာသနာမှာတောင်းကြွတန်းဝင်ကြမှာမဟုတ်ဘူးဒီဘုန်းကြီးစဉ်းစားတယ်ဘုန်းကြီးတို့မြတ်စွာဘုရားကြွဘုရားဖြစ်တော်မူလာတဲ့အခါမှာလက်ဝဲရန်လက်ရရန်တွေပြီးတော့မဟာသာဝကကြီးဆိုတဲ့သာဝကကြီးတွေဘက်ကူနေတွေဘက်ကခေမာမိဖုရားယသောတရားဥပလဝံထေရီမတို့မိတေတော်ဂေါတမီတို့ထိတ်တန်းတွေကြွတန်းဝင်ပြီးတော့သွားကြအဲ့ဒါလို့ကြွတန်းဝင်ပြီးတော့သွားတဲ့သူတွေဟာကြွတန်းဝင်မယ်လို့ဆိုတဲ့နောက်ဆုံးဘဝကြတော့ဗုဒ္ဓမြတ်စွာရဲ့အလောင်းအလျာကလည်းသုတိတနတ်ပြေးကစုတေးလာခဲ့ရတယ်ယသောတရားတို့လည်းအဲ့ဒီသုတိတနတ်ပြေးကစုတေးလာခဲ့ရတယ်ရှင်အနုရုဒ္ဓတို့ဒါဝိန္ဒနတ်ပြေးကစုတေးလာခဲ့ရတယ်ရှင်မကတ္တဗတို့ဆိုတော့ဗြဟ္မပြေးကစုတေးပြီးတော့လာခဲ့ရတယ်
တူတူစဉ်းစားလို့ရှိရင်တော့ကြွတန်းဝင်မဲ့သူတော်ကောင်းတွေနောက်ဆုံးဘဝရောက်လာတဲ့အချိန်ကြတော့အထက်နတ်ပြည်ဗြဟ္မပြည်ကအများကြီးလာကြပါကလားလို့ဘုန်းကြီးဒီလိုစဉ်းစားရတယ်ပြီးတော့ကတခါဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာပွင့်ပြီးတဲ့နောက်ပထမဆုံးတရားဥဟောတဲ့အခါမှာ38ကတိကျွတ်တန်းဝင်တယ်ဓမ္မစကြာတရားဟောတော်မူတဲ့အချိန်မှာ18ကတိကျွတ်တန်းဝင်တယ်အဲ့ဒီ18ကတိထဲမှာလူတွေကအရှင်ကွန်းနေညတပါးပဲသောတာပန်တည်တယ်ကျန်တဲ့သူတွေကနတ်တွေပြမာတွေကြီးပဲဒါတော့ဘုန်းကြီးကစဉ်းစားတယ်18ကတိလို့ဆိုတော့ဗမာပြည်မှာခုတန်ပေါင်း24တန်းလို့ဆိုတယ်တန်ပေါင်း24တန်းလို့ဆိုတော့2ကတိနဲ့4တန်းပဲရှိတယ်ဗမာပြည်ရဲ့လူဦးရေဟာ2ကတိ4တန်းပဲရှိတယ်ပထမတရားပွဲမှာကြွတန်းဝင်မဲ့လူဦးရေမမီသေးဘူးဗမာပြည်ရဲ့လူဦးရေဟာတဖန်ထေရဝါဒ9နိုင်ငံကတီဟိုတို့ယူရီးယားကမ္ဘောဒီးယားလာအိုတို့အဲ့ဒီမှာရှိတဲ့လူဦးရေတွေအကုန်လုံးပေါင်းတောင်မှပထမတရားပွဲကြွတန်းဝင်ခဲ့တဲ့လူဦးရေကိုမမီသေးဘူးဒါတော့ဒါဖြင့်ကိုဒီနောက်အရိမတေယမြတ်စွာဘုရားပွင့်တော်မူတဲ့အခါမှာကြွတန်းဝင်မဲ့ပုဂ္ဂိုလ်တွေဟာဘယ်စီများမှာဗာများလုပ်နေကြပါလိမ့်မလဲဘုန်းကြီးကစဉ်းစားတယ်ဒီဗုဒ္ဓဘာသာရဲ့နိုင်ငံတွေထဲမှာလူဦးရေကြွတန်းဝင်လောက်တဲ့ပထမတရားပွဲလူဦးရေကိုမမိသေးတာအလုံးလဲကြွတန်းဝင်ကြမှာလည်းမဟုတ်ဘူးအလုံးတောင်းမှဒီလူဦးရေကိုမမိသေးဘူးစဉ်းစားစေခြင်းလို့ဘုန်းကြီးပြောနေတာနော်ဒီကိုယ့်ဟာကိုယ်စုကိုတော်တော်ကြီးကြီးမားမားမို့လို့ပေါ့လေသာဝကအကြီးစားတွေတလို့မို့လို့ကြွတန်းဝင်တဲ့အထက်မှာမပါသေးဘူးဆိုတာကိုတော့ထားပါတော့ဒါကနည်းနည်းပါးပါးရှိပါတယ်အများသာမန်အားဖြင့်ကြွတန်းဝင်ရမယ်ပုဂ္ဂိုလ်တွေလို့ဆိုတော့တရားပွဲတစ်ပွဲမှာ18ကတိကြွတန်းဝင်တယ်ဘယ်လောက်ကြွတန်းဝင်တယ်ဆိုတဲ့အထက်မှာပါရမယ်လို့ဆိုတဲ့သူတောင်းမှဘောဘောဆဆသမားတော်မဖြစ်ထိုက်ဘူးတကယ်ကိုစိတ်ကောင်းနှလုံးကောင်းနဲ့တွေ့ရကြုံရမှာကိုကခုဘုန်းကြီးပြောနေတာကတော့တော်တော်ရင်းလာပြီဆိုလို့ချင်းဘာဖြစ်ဖြစ်အနာခံလိုက်စမ်းပါကိုကအသာမယူလိုက်ပါနဲ့အနာခံလိုက်ပါဒါကြွတန်းဝင်ဖို့အထိမှန်းပြီးတော့ပြောတယ်အနာခံလိုက်တဲ့ဥစ္စာဟာအင်မတန်ကောင်းတယ်နောင်တဘာမှမရဘူးလူတစ်ဖက်သားကအသာယူသွားစမ်းပါစီတလို့ဘုန်းကြီးကပြောနေပါတယ်ဒါဘာဖြစ်လို့တုံးလို့ဆိုတော့တကယ်ကြွတန်းဝင်ဖို့ပုဂ္ဂိုလ်တွေတော်တော်များများစုတာတောင်မှပထမတရားဝဲရဲ့အရေးအတွက်ဟာလူလောကထဲမှာမလွယ်ပါဘူးတဟိန်တွေးကြဆုံးကြဘုံဘဝဝဲကြုံရလေတောင်သုံးပြောင်းအာယုံအဖုံဖုံ၌သာမင်ကြီးနာသူများနဲ့တူသူမှုမပြည့်သူတဲ့မသာလိမ္မာဟံမြသံမပြလောက်သေးပါမူကားတန်တာရမမဟာပြမေလျာကတိဖြင့်ရှားဝေမှန်းစကနန်းချ၍နှမ်းမြမလွယ်တကယ်မှန်စွာမကြံသာသည့်တန္တရခရီးကန္တာကြီးမှနမုစေယဘုံစာကံချွန်းတပါမွန်၍တကွန်ဆောက်ကိုင်မလွန်မြောက်နိုင်သေးရာလို့ဘယ်နေရာဖြစ်ဖြစ်ဘုန်းကြီးကအနာခံစေခြင်းတယ်။သာမင်ကြီးနာသူများနဲ့တူသူမှုမပြတ်သူတဲ့မသာ။အလှဌာနပြုရမယ်အခန့်ကြတော့လေသူများလို့မဟုတ်ပါဘူး။ဘယ်ကုံဘယ်ပကသနာမှမပါပဲနဲ့တကယ်စိတ်ရင်းစေတနာရင်းနဲ့ဒီရှေးသူတော်ကောင်းများလှူဒန်းတဲ့ဤကိုမီလို့ကြွတန်းဝင်နေတာကိုကြွတန်းဝင်ပြီးသားသူတွေကိုအားကြပြီးတော့ဝတ္တန္တရာမင်းဒါနပြုတော့ကဘယ်စိတ်ဘယ်စေတနာမျိုးနဲ့ပြုတယ်ဝိသေချတထေကြီးဒါနပြုတော့ကဘယ်စိတ်ဘယ်စေတနာနဲ့ပြုတယ်တခါဥပုသ်ဆောင်တော့လည်းပဲသူများလိုပေါ့ပေါ့ဆဆမဆောင်ပဲနဲ့ဟိုဖရာအလောင်းကြီးပုရိတနဂမင်းဘဝတုန်းကဘယ်လိုဆောင်ခဲ့တယ်
အဲ့ဒါလို့ပေါ့သာမင်ကြီးနာသူများနဲ့တူသူမူမပြက်သူတဲ့မသာလိမ္မာဟံမြသံမပြလောက်သေးပါမူကားသံသာရမဤသံသာကြီးမှနဘုစေယဘုံဇကံကျွန်းတဘာမွန်၍တကွန်ဆောက်ကိုင်မလွန်မြောက်နိုင်သေးရာဒီလိုမှတကယ်သူတော်ကောင်းမှမလုပ်လို့ရှိရင်ဘုန်းကြီးတို့ရဲ့ယဟန်တန်ဃာတွေဆိုပါတော့ဘုန်းကြီးနဲ့တကွယခုယဟန်တန်ဃာတွေအိုးတို့ဘုန်းကြီးဘဝရောက်နေတကယ်သူတော်ကောင်းမလုပ်လိုက်လို့ရှိရင်ကျွတ်တန်းဝင်ဖို့ရန်ကကိုကပါရမီအကြီးစားမို့လို့ကျမ်းနေတာကတော့မဆန်ဘူးထားတော့ဒါလိုလည်းမဟုတ်ပဲနဲ့ကျွတ်တန်းဝင်ခြင်းရဲ့သားနဲ့ဆိုရင်တော့တို့လည်းဘုန်းကြီးဘဝရောက်နေတကယ်ဘုန်းကြီးကောင်းတကယ်ဥပဇင်းကောင်းတကယ်သူတော်ကောင်းလုပ်လိုက်မယ်ဘုန်းကြီးကပြောတယ်နေရာတိုင်းမှာစံပြလောက်အောင်ကောင်းပြလိုက်စမ်းပါကြွတောင်းဝင်ခြင်းလို့ရှိရင်သာမင်ကြီးနာသူများနဲ့တူသူမှုမပြည့်သူတဲ့မသာဘုန်းကြီးအများတော့သားကိုသားလာစေခြင်းတယ်တော်တဲ့သူတွေနဲ့တော့တန်းတူထားပေါ့လေတာမန်မစင်းမစားပဲနဲ့တာမန်လမ်းသွားနေတဲ့တန်ត្រာသွားနေတဲ့သူတွေတဲ့တော့သားကိုသားစေခြင်းတယ်ယဟန်တန်ဃာကလေးတွေဖြစ်လေသားကိုသားစေခြင်းတယ်ခုလိုသူတော်ကောင်းတရားဓမ္မတွေဖြစ်လို့ရှိရင်လည်းပဲအများတဲ့တော့သားကိုသားစေခြင်းတယ်ဟုတ်တယ်တော်တဲ့သူချင်းဆိုတာတော့တန်းတူထားလိုက်ပါလေသာမင်ကြီးနာသူများနဲ့တူသူမှုမပြည့်သူတဲ့မသာလိမ္မာဟံမြသံမပြလောက်သေးပါမူကားသံသာရမမဟာပြမေလျာကတိဖြင့်ရာဝေမှန်းစကနံပြ၍နှမျှမလွယ်တကယ်မှန်စွာမကြံသာသည့်တန္တရာခရီးကန္တာကြီးမှာလို့ရုပ်တည်းစားစားတော့တော့ဒီတန္တရာကလွတ်မှာမဟုတ်ပါဘူးလွတ်သွားတဲ့သူတွေကြည့်လိုက်တော့ခုဘုန်းကြီးပြောမယ်ပောဓိတာရကိုနားထောင်ကြည့်စမ်းရန်လုံးကသိပ်ရမ်းပြီးတော့ကောင်းတော့သိပ်ကောင်းသွားလိုက်တာလေသူတော်ကောင်းနဲ့တွေ့တဲ့အခါသူတော်ကောင်းစကားနားထောင်သွားလိုက်တာအဲ့ဒါလေးဘုန်းကြီးကအတူယူစေခြင်းနှုံးလို့နာမုစေယဘုံဇာကံကျွန်းတဘာမွန်၍တကွန်ဆောက်ကိုင်မလွန်မြောက်နိုင်သေးရာတန္တရာကလွတ်သွားတဲ့သူတွေမမိုက်ဘူးလားမိုက်ရှာပါတယ်မိုက်ရင်ဘယ်နဲ့ကြောင့်လွတ်သွားတော့ကောင်းမယ်ဆိုတော့သိကောင်းတာပဲခုလူတွေတာမန်လူတွေတဲ့ပို့ပြီးတော့ကောင်းသွားဒါကြောင့်လွတ်တာပဲအဲ့ဒါလို့ဘုန်းကြီးမှတွေ့ရနေတယ်အခုအလုံးပေါ်လေဘုန်းကြီးကတရားနာနေတဲ့တရားဓမ္မတွေသူအများစုတက်တော့သားစေခြင်းတယ်အလိမ္မာသားစေခြင်းတယ်ယခုအရှင်မြတ်များတွေအများစုတက်တော့သားစေခြင်းတယ်သားတဲ့သူတွေနဲ့တော့တန်းတူထားလို့သူလည်းကောင်းတယ်ကိုလည်းကောင်းတယ်သူလည်းသူတော်ကောင်းပဲကိုလည်းသူတော်ကောင်းပဲသူတော်ကောင်းရတာကောင်းလို့အရှင်မြတ်တို့သူတော်ကောင်းရတာကောင်းလို့သိတယ်ဒီသူတော်ကောင်းကိုဒီနတ်ကောင်းမတာမမတာတော့ထားပေါ့လေလူကြည်ညိုတာမကြည်ညိုတာလည်းထားပေါ့လေကိုယ်စိတ်ကိုကောင်းလို့သေကံဤအထိကောင်းလို့သေတော့မယ်ဆိုတဲ့အချိန်အထိကောင်းလို့အဲ့ဒီအကောင်းကအရသာရှိလွန်းလို့ဒီသူများအကြည်ညိုခံရတာတွေဘာတွေဆိုတာကတော့ဒါအဘောစားပါဒါကအားမကြတော့ပါဘူးနတ်တွေဘာတွေကြည်ညိုတယ်ဘာတွေဆိုတဲ့ဥစ္စာကြည်ညိုခြင်းလည်းကြည်ညိုမှာပေါ့ဒါလည်းပဲမမျောပါနဲ့မမျောတော့ပါဘူးဒါပေမဲ့သေကံဤခုဟာကိုအာရပါရသေရမှာတော့ပျော်စရာကောင်းလိုက်တာအဲ့ဒီအထိဘုန်းကြီးကမျောပြီးတော့ကောင်းစေခြင်းလွန်းလို့အမုဒ္ဒတာလွတ်ဖို့ဝေးရဲ့မတွေ့နဲ့တော့ဘေးတကဲ့ကြုံအဖုံဖုံဇပ်ပြား၍ธรรမနာအပေခကြီး၌တလေတိလေတရားအုံမြည်ရေးကြောင်းလို့ကဲတန်ត្រာကမလွတ်ဘူးတဲ့ဘာဖြစ်တဲ့တော့တန်ត្រာကမလွတ်တော့ခုလိုလူဘဝကြီးဖြစ်လိမ့်မယ်မထင်နဲ့ဒီတကယ်ကြောက်เสียကောင်းတာကဘုန်းကြီးတို့ရဲ့အလောင်းတော်ဖရာအလောင်းရင်မကြီးဒီကဘာမှာရောက်နေပြီတခါတုန်းကရှင်ဘရင်လှုပ်တယ်ရှင်ဘရင်လှုပ်တဲ့ဘဝတုန်းကဘာမှားတယ်တော့မသိဘူးပေါ့တခါတည်းအနှစ်20လောက်ရှင်ဘရင်လှုပ်လိုက်တဲ့ဥစ္စာအနှစ်2000လောက်ငရဲခံရတယ်ဒီကဘာမှာဒါကြောင့်တန်ត្រာကမလွတ်ပါဖြစ်တယ်လဲလို့ဆိုရင်တော့မလွတ်လို့ဒီလိုလူရဲ့နတ်ရဲ့ဘာရဲ့ဆိုရင်တော့ပြောပါတော့ဘာဖြစ်တယ်လဲပေါ့ဒါပေမဲ့တကယ်ထိတ်ကျဲတွေကိုငရဲသွားပြီးတော့ရောက်နေတာတွေ့ရတော့တခါအရှင်အာနန္ဒာအလောင်းကြီး
အမတန်ရုပ်ချောတဲ့လူဖြစ်နေလို့သူ့ကိုဝိုင်းပြီးတကလားသူများကလိုလားကြတာနဲ့သူကလည်းပြန်ပြီးတကလားဒီအိမ်ရှင်ရှိတာရောမရှိတာရောဘာရောသူကလည်းဖောက်ဖောက်ပြပြလုပ်လိုက်လို့ငရဲကြလို့နောက်ယောက်ျားမဟုတ်မိန်းမမဟုတ်တည်းဖြစ်လို့နောက်မိန်းမဘဝတည်းဖြစ်လို့တွတ်လဲအောင်အလောင်းတော်ကြီးခံရသေးတယ်ပြီးတော့တမ္မရာကမလွတ်ဘာဖြစ်တယ်လဲလို့ဆိုရင်မဟုတ်ဘူးမလွတ်ရင်တစ်ချက်ပြန်လဲတာတော်တော်ကြောက်စရာကောင်းတယ်အမုဒ္ဒတာလွတ်ဖို့ဝေးရဲ့မတွေ့နဲ့တော့ဘေတကယ်ဆုံးအဖုံဖုံဇာပြား၍ธรรมနာအပေခကြီး၌တလေတိလေနေရအုံမီအေးကြောင့်ကတိန်ဒေဝမနုဿာနိရိယနှင့်ပေတတရိษံလာယံအရှိငါးတံဂတိကိုပင်စနဓာဘီကောင်းရာမြန်လင်စခန်းတင်လိဉာဏ်ဖြင့်တည်းပြီးဉာဏ်ဖြင့်ဤသို့ဖြစ်စီလွန်မြောက်နိဗ္ဗာန်ရောက်ဖို့အကျိုးငါအထက်တန်းရောက်နေတာဉာဏ်ဆိုတော့ဘုန်းကြီးဘဝနဲ့အထက်တန်းရောက်နေတာဉာဏ်ဒီနေ့ရနေဖို့မလိုဘူးအထက်တက်ဖို့ဉာဏ်ကောင်းကောင်းရနေတာအထက်တက်ဖို့လူတော်တော်ချမ်းသာဖြစ်နေပြီဆိုတော့ဩဒါဉာဏ်အထက်တက်ဖို့ဒါရနေဖို့မဟုတ်ဘူးခံစားဖို့မဟုတ်ဘူးအထက်တက်ဖို့အမျိုးသမီးတော်တော်ထက်တန်းကြဖြစ်နေပြီဆိုတော့ဩဒါဉာဏ်လောကထုံးစံတိုင်းနေတယ်လို့ဆိုပေမဲ့လို့ဒါဉာဏ်ငါဒီထက်ကကုသိုလ်ပါရမီတွေအများကြီးစုဆောင်းသွားမယ်ကတိန်ဘဝတည်းဘဝကောင်းတဲ့ဘဝကိုပင်စနာထားပြီးဉာဏ်ဖြင့်တည်းပြီးဉာဏ်ဖြင့်ဤသို့ဖြစ်စီလွန်မြောက်နိဗ္ဗာန်ရောက်ဖို့အကျိုးငါဘာရဘုန်းကြီးတို့ကနိဗ္ဗာန်ဖို့ဘယ်ဘဝကောင်းကောင်းလေးရနိဗ္ဗာန်ဖို့ဘယ်အထက်တန်းလေးရနိဗ္ဗာန်ဖို့ဘုန်းကြီးဘဝနဲ့အစဉ်တန်းမြင်နေနိဗ္ဗာန်ဖို့လူဘဝနဲ့အမျိုးသမီးဘဝနဲ့အမျိုးသားဘဝနဲ့အထက်တန်းရောက်နေနိဗ္ဗာန်ဖို့အဲ့ဒါလိုနှလုံးသွင်းပြီးတော့ပါရမိန်နိဗ္ဗာန်တွင်စခန်းဝင်ဖို့လမ်းစဉ်အကြဒါနစာသည်ပါရမီအယုကောင်းမှုမျိုးကိုသင်္စရိတ်သာမီတမြင့်တဲ့မြင့်ဆင်ကဲတင်ဝသင်္စရိတ်သာမီတမြင့်တဲ့မြင့်ဆင်ကဲတင်ဖို့အသင့်မကွာချင်းစာတိုးဘွာတမျိုးအပြင်ကြိုးစားဖြစ်ကျင်ပါတော့မိဖရာဒီတရားဆိုတဲ့ဥစ္စာလွန်ငယ်ပြီးသားတွေမှားတာကိုလေပြန်ပြင်လို့ရတယ်ဘလောက်မှားမှဒီတရားရဲ့အသွားကိုသဘောကျလို့ငါပြင်လိုက်တော့မယ်ဆိုလို့ရှိရင်ဘာမှမဆိုပြန်ပြင်လို့ရတယ်သိကောင်းတာပဲအဲ့ဒါကိုဘုန်းကြီးတရားစဉ်အတိုင်းပြောပြမယ်နော်ဘုန်းကြီးတို့မြတ်စွာဘုရားအလောင်းကအိန္ဒပတ္တနဂုပြေမှာရှင်ဘုရင်ရဲ့သားကလေးဖြစ်မွေးဖွားကြတဲ့ကူကသူကတဲ့အကြမ်းမြင်လိုချင်တယ်ပါကလေးဆိုသူကနားထောင်ခြင်းသိခြင်းပြီးတတ်ခြင်းပြီးဒါကြောင့်အကြမ်းမြင်သုတေသနအမှုများလွန်းလို့သူ့ကိုသုတ္တသောမှာလို့နာမည်ပေးတာငယ်ငယ်ကလေးတဲ့ကူကသူကကြားခြင်းမြင်ခြင်းသိခြင်းဒါကြောင့်သုတ္တသောမှာလို့နာမည်ပေးတာဗာရဏသီပြည်မှာတော်တော်ကြီးကျယ်တဲ့ဘုခေတ်တုန်းကပြည်ကြီးအဲ့ဒီပြည်မှာလည်းပဲဗြဟ္မဒတ္တလူလင်းလို့ဆိုတဲ့သတို့သားတယောက်မွေးဖွားသူတို့16နှစ်လောက်ဘလောက်ရောက်တော့တက္ကသိုလ်ပြည်မှာသွားပြီးတော့ပညာသင်ကြတယ်ပညာသင်တော့တစ်ပြင်တိုင်းပြည်ကမင်းသားတွေကလည်းပညာလာသင်ကြပညာလာသင်တော့ကခုနကသုတ္တသောမနဲ့ဗြဟ္မဒတ္တမင်းသား2ယောက်ကတော့လမ်းမှာပညာသင်ဖို့ဆရာကြီးစီမရောက်ခင်မြို့ရဲ့အနိယပမှာနားနေတဲ့ဇယပေါင်တွေ့ကြရောကိုမိတ်ဆွေပဲသွားမလို့ကျုပ်ပညာသင်သွားမလို့တက္ကသိုလ်ဆရာစီတယောက်ကလည်းပညာသင်သွားမလို့တက္ကသိုလ်ဆရာစီဘဲကလာတော့ဘသူအမျိုးတို့ဘာတော့ဆိုတော့တယောက်ကအိန္ဒပတ္တငကိုပြေကလာတယ်တယောက်ကဗာရဏသီကလာတယ်ရှင်ဘုရင်သားတွေလို့ဆိုတော့ကျုပ်တို့လေအချင်းချင်းအမျိုးစားချင်းလဲတူသားပဲဆိုပြီးတော့ခင်ခင်မင်မင်ဖြစ်သွားကြတန်းနဲ့ဆရာစီရောက်တော့ဒီပြင်မင်းသားတွေရောပညာသင်သုတ္တသောမကဖရာအလောင်းသူကပညာသင်တော့တတ်လွယ်လိုက်တာသူများတဲ့ပို့ပြီးတော့မြန်တတ်တယ်
ုန်းကြီးကအကဲခတ်တယ်လေအားလုံးအတွက်အကဲခတ်တယ်ပေါ့ပညာသင်လို့တက်လွယ်သူများတဲ့ပို့တက်လွယ်တော့ကသူအချိန်ပိုးနေပြီဆိုလို့ရှိရင်တခြားမသွားဘူးဗြဟ္မတတ္တဆိုတဲ့သူငကိုတငယ်ချင်းစီသွားပြီးတော့မင်းဒီလိုရွတ်ကွယ်ဒီလိုဖတ်ကွယ်နောက်ကနေပြီးတော့ဟိုသင်ပေးနေတယ်ဆရာကြီးကရှေ့ကသင်ပေးတယ်ပေါ့သူကနောက်ကနေပြီးတော့ဒီလိုလုပ်ပါလားဒီလိုတွက်ပါလားကနန်းကိုအဲ့ဒါသူ့ကိုပိဋိအာသရိယနောက်ထောက်ကြောကံဆရာပေါ့အဲ့ဒါလိုအနေမျိုးနဲ့သူကပညာသင်ပြီးတော့ပေးတယ်ဗြဟ္မတတ္တကလည်းသူ့မိတ်ဆွေကိုသိချစ်သိအားကိုဟိုကလည်းသုဒ္ဓသောမကလည်းသူဗြဟ္မတတ္တကိုတဲအားပေးတဲ့ပညာသင်တဲ့နေရာဒါနဲ့နောက်ပညာသင်ပြီးလို့မင်းသားတွေဆရာစီမှာအစီအမေးများခံပြီးတော့ကိုယ်ပညာကိုကျွမ်းကျင်တယ်လို့ဆိုပြီးဆရာကအဲပြန်ညတော့လို့လွတ်တော့အလုံးမင်းသားတွေတစုတဝေးပြန်ညတယ်ဒီထက်မှာသုဒ္ဓသောမကပညာအတော်ဆုံးဖြစ်နေလို့သူအရေးပါကြသုဒ္ဓသောမကလည်းအလုံးပေါ်မှာဆရာကလေးလိုဖြစ်လာလို့သူကလည်းဩဝါဒပေးတယ်ဆရာလောင်းကနောက်လမ်းခွဲကနေကြတော့မိတ်ဆွေတို့ကိုစီကျုပ်တို့လေအတတ်ပညာပြလို့ထီးနှံတော့ရကြတော့မှာပဲနော်ထီးနှံရတဲ့အခါမမေ့ကြနဲ့တလ၄သတင်းတော့လေဥပုသ်သတင်းများဆောက်တည်လို့ကိုတိုင်းပြည်မှာနေကြီးရဲ့ကြီးကိုသားကြီးငါကြီးမတတ်ရလို့ကြွေးကြော်ပြီးတော့နော်တိုင်းသူပြည်သားတွေပေါ်တရားသဖြင့်အုပ်ချုပ်ကြပါလို့မှားပြီးတော့သူကထွက်လိုက်တယ်အားလုံးကလည်းကောင်းပါပြီဒီတဲ့သူ့ဗြဟ္မတတ္တသူ့ရဲ့မိတ်ဆွေရင်းတော့တဲစိတ်မချဘူးငါလူကပုံပန်းကြည့်ရတာသိမဟန်လာဘူးငါလူတော့ပိုးပြီးတော့တတိပေးရမှာပဲစိတ်ကတွေးပြီးတော့ဗြဟ္မတတ္တဟိုတိုင်းပြည်များရောက်လို့ရှိရင်နော်တရားသဖြင့်မင်းလုပ်ပါနော်နဲ့တတိပေးလိုက်တယ်ဟောလေကောင်းပါပြီပေါ့ဒါနဲ့အသေးတိုင်းပြည်ရောက်ကြတော့ရှင်မြင်ဖြစ်ကြတာပါပဲအလုံးမင်းသားတွေကိုတယောက်နဲ့တယောက်သိကြတယ်ဘယ်တိုင်းပြည်ကဘသူဆိုတာသိကြတယ်ဒါနဲ့ရှင်မြင်ဖြစ်တော့ဒီခုနကဗြဟ္မတတ္တကသူရှေးဘဝကဘလူးဖြစ်လာခဲ့တဲ့သူတဲ့ရှေးဘဝကဘလူးဖြစ်လာခဲ့တော့သူအသားမပါဘဲနဲ့သူမစားနိုင်ဘူးထမင်းစားပြီဆိုလို့ချင်းအသားတော့ပါရတယ်သူရဲ့စားတော်ခဲကရတ္တကတဲ့ဗမာကဓာတ္တကလို့ခေါ်နေတာရတ္တကစားတော်ခဲကလည်းသူ့ရဲ့သခင်အကြောင်းသိလို့အသားမပါဘဲနဲ့မဆက်တာအောင်ဘူးသူကလည်းအသားမပါလို့ရှိရင်တော့မဖြစ်ဘူးဒါနဲ့နေကြီးရဲ့ကြီးနဲ့နေကြပြီဆိုမှပြင်ရတ္တကပို့ပြီးတော့အသားယူထားရတယ်အဲ့ဒီနေ့ကြရင်သားငါးတွေမတတ်ဘူးမတတ်လို့ရှိရင်အဲ့ဒီနေ့ငါဆက်နိုင်အောင်ဆိုပြီးတော့အသားကိုပိုးယူထားပို့ပြီးတော့လည်းသူခံအောင်လုပ်ပြီးတော့ထားတယ်တနေ့တော့အဲ့ဒီရတ္တကနေကြီးရဲ့ကြီးဖို့ဆိုပြီးတော့ခြံထားတဲ့အသားကိုရှင်မင်းမွေးတဲ့ခွေးကစားသွားပါရောစားသွားတော့ရတ္တကဒုက္ခကိုဖြေလို့ဘယ်နဲ့လုပ်ပါမလဲအသားမရလို့ရှိရင်တော့လေရှင်မင်းကငါ့ကိုကျေနပ်မှာမဟုတ်ဘူးခဏလိုနေကြီးတွေကြတော့လည်းပဲပိုက်ဆံဒုံနဲ့လိုက်ပြီးတော့ပေးပေမဲ့ဘယ်သူမှရမှာမဟုတ်ဘူးအလုံးရာဇဝမှုဖြစ်မှာပဲတွဲလို့ညစာချက်ဖို့ရန်သူ့အမတန်အခက်ကြုံနေဒါနဲ့မတတ်တာပါဘူးဆိုပြီးတော့ညနေကလောလောလတ်လတ်သေတဲ့လူတယောက်သင်္ချိုင်းရောက်လာတော့သူကအဲ့ဒီသင်္ချိုင်းသွားပြီးတော့ဒီလူကိုသူများမသိအောင်ပေါင်သားလှီးယူလာခဲ့ပါရောယူလာခဲ့ပြီးတော့အဲ့ဒီညစာထမင်းကိုလူသားနဲ့ချက်ကျွေးလိုက်တာပဲချက်ပြီးတော့ပွဲတော်တယ်လို့ဗဇတ်ထဲမှာတဇွန်းလောက်ထားလိုက်တယ်ဆိုရင်ပဲရှေးတုန်းကလူသားစားလာတဲ့ရှင်ဘရင်ဖြစ်တော့အင်မတန်တကယ်အကျော်တွေဘာတွေများစိတ်ဆက်ပြီးတော့အင်မတန်အရသာရှိတော့ဘေးကလူတွေဘာတွေသွားကြမင်းတို့သွားကြဆိုပြီးတော့သူဖွေးပြစ်သတ္တကအရှင်မင်းမြတ်ဒါအကောင်းပါအရှင်မင်းမြတ်သတ္တကမင်းမှန်ပြောစမ်းဘေးကလူတွေအကုန်လုံးဖယ်သွားကြပြီမှန်ပြောခါတိုင်းအသားပါပဲအရှင်မင်းမြတ်မှန်ပြောမဟုတ်ပါဘူးအရှင်မင်းမြတ်ခဏကပို့ပြီးတော့အချက်ကကောင်းသွားလို့ဘာလို့သူကမှားပြောသေးတယ်မဟုတ်ဘူးသတ္တကငါ့ကိုမှန်ပြောဆိုတော့အရှင်မင်းမြတ်ကျွန်တော်မျိုးဒီဘေးမဲ့ပေးသနာတော်မူပါမှန်တာတန်တော်ဥတည်မမယ်အရှင်မင်းမြတ်ဖို့ထားတဲ့
အသားကိုဒီခွေးအရှင်မင်းမြတ်မွေးတဲ့ခွေးစားသွားလို့လူသားကိုချက်ခဲ့ရပါတယ်လို့ပြောတော့ရတ္တကတိတ်လူမကြားစီနဲ့တိတ်နောက်ကိုငါကိုလူသားပဲချက်ကျွေးငါ့ဖို့အသားတော့မင်းစားတော့ငါ့ဖို့ဟိုရတဲ့အတွက်ရတဲ့အသားတော့မင်းစားတော့ငါတော့လူသားကြီးချက်ကျွေးရမယ်မင်းအရှင်မင်းများနေတိုင်းဆိုတော့ရပါမလားတို့တိတ်ဖြစ်ကုန်ပြီတို့နှစ်ယောက်ကဒီထောင်ထဲမှာဒီအမတန်မှုပြကြီးလို့တပ်ဖို့ရန်အမှုရှိတယ်သခိုးကြီးတွေရှိတယ်အဲ့ဒါတွေမင်းထုတ်တာတပ်ဖို့ဆိုပြီးတော့ထုတ်တာဘယ်သူမှမသိဘူးမင်းအဲ့ဒီဟာဒါမင်းချက်တော့နောက်တော့ရှင်မင်းပြောတဲ့အတိုင်းထောင်ထဲကတဲ့သခိုးတပ်ဖို့တွေထုတ်လာသူကချက်ရှင်မင်းနရတက2ယောက်ပဲသိတယ်တော့ထောင်ထဲဒီလိုလူတွေကကုံသွားအရှင်မင်းမြတ်ထောင်ထဲလူကုံပြီဟိုတရားထောင်လို့ယူလန့်ပြစ်လာပြီးတော့ယူတဲ့သူမင်းသခိုးပဲဆိုပြီးတော့သူ့သားမင်းထောင်ထဲသွင်းပြီးတော့ပြန်ထုတ်ပြီးချက်တော့ဆိုတော့တရားထောင်လို့လန့်ပြစ်အမှတ်တမဲ့နဲ့သွားယူဟာတင်သခိုးဟာဆိုပြီးတော့ထောင်ချထောင်ထဲကထုတ်နောက်ဒီအကြောင်းသိတော့ထောင်ထဲချတယ်ဒီတရားထောင်လို့ယူရင်ထောင်ထဲချတယ်နဲ့သိတော့အထုံများမြင်ကြည့်တောင်မကြည့်အောင်လမ်းများအထုံမြင်လို့ရှိရင်ရှောင်းပြီးတော့သွားလိုက်ကြတာအရှင်မင်းမြတ်ဒီလိုဖြစ်ကုန်ပြီသတ္တကညတကောင်လောက်ဆိုလို့ရှိရင်လေတခိုးတွေပါတွေလွယ်လေတတ်ပါတယ်အဲ့ဒီတခိုးတွေပါတွေမင်းရှာစမ်းမအောင်ဆိုတော့ညတခိုးတွေပါတွေလဲခြင်းရတ္တကကလည်းသူတခိုးရှာတယောက်ဖမ်းအဲ့ဒီတကအသားတွေထုတ်ယူချက်ပြီးတော့ကျွေးနောက်တော့တခိုးတွေပါတွေလည်းမလဲဝန်းတော့ခိုးအိမ်ဒီအိမ်လဲတဲ့သူတွေသူကအိမ်ဇက်ကနေပြီးတော့ချောင်းပြီးဟိုတယောက်ဖမ်းလိုက်သူကြပြားမအော်နေအောင်တတ်လိုက်အဲ့ဒီတကအသားတွေသူလှီးယူပြီးတော့ပြေးလာလိုက်နေဒီလိုနဲ့ရတ္တကလည်းဒုက္ခကြီးရောက်လို့နောက်တော့ခိုးကတွေကသခိုးမဟုတ်တဲ့သူတွေတလို့ဖြစ်နေတော့လူသားစားတဲ့သူတော့ရှိနေပြီဘလူးဝင်ပြီးထင်တယ်တိုင်းပြည်ဘလူးဝင်ပြီးထင်တယ်ဒီမှာကြည်သာဒီအသားကြီးသာကုံသွားတယ်ဒီမှာဒီအရာကြီးဓာယာကြီးတွေ့တယ်တကူလုံးလည်းဘာမှမဖြစ်ဘူးတိုင်းပြည်ကဆူကြတော့ရှင်မင်းစီလှမ်းဆူကြဝိုင်းပြီးတော့ဆူကြဆိုတော့ရှင်မင်းကဘာတော့လို့ဆိုတော့အရှင်မင်းများဒီလူသားစားတဲ့သူတိုင်းပြည်မှာပေါ်နေပါတယ်အရှင်မင်းများတဖန်မှာငါကမင်းတို့ဒရဝံလုပ်ပြီးတော့စောင့်နေရအောင်မလားကွာမင်းတို့ကမင်းတို့ဖမ်းကြပါလားရှင်မင်းကရှင်မင်းတော့တိုင်းပြည်သူတဲပြီးတော့မစောင့်ချောက်ပဲကိုစစ်သူကြီးတိုင်းပြည်ဆောင်ပါအောင်တိုင်းပြည်မှာလူသားစားတဲ့သူတွေတော့တွေ့နေပါပြီစစ်သူကြီးကဘာဖြစ်တော့ဒီလိုပဲဘသူဟိုအဖေပါသွားပါတယ်ဒဏ်ရာတစ်ခုတည်းရှိပါတယ်ပြီးတော့အသားတွေနည်းနည်းကလေးလှီးပြီးတော့ယူသွားပါတယ်လူကောင်းကြီးဒီလိုကြံရက်ပါတယ်ဘသူအမေဒီလိုဖြစ်ပါတယ်နဲ့ကောင်းပြီ9ရက်လောက်စောက်ငါရအောင်ဖမ်းမယ်ဆိုပြီးတော့စစ်သူကြီးကသူရဲ့ငယ်ကျွန်တော်တွေခေါ်ပြီးတော့မောင်မင်းတို့ဒီရန်သူတော့နှိမ်မဖြစ်မယ်နှုတ်မို့တိုင်းပြည်စူးလာလိမ့်မယ်ဆိုပြီးတော့သူရဲ့တကယ်လက်တံမွေးထားတဲ့ကျေးတော်ကျွန်တော်တွေနဲ့ညကြတော့တကယ်ချောင်းညတာကိုတကယ်ချောင်းတော့လာရတ္တကကလူတယောက်တတ်ပြီးတော့အသားတွေလှီးယူနေတော့တွေ့ပါရောပြီးတော့ဖမ်းပြီးတော့ဝိုင်းရိုက်ပြီးတော့ဘသူတုံးဆိုတော့ရတ္တကဘာလားဟိုဒါနဲ့စစ်သူကြီးစီပြတော့စစ်သူကြီးကမျက်နှာသိဖြစ်တယ်ရတ္တကမင်းမှန်ပြောစမ်းဒါမင်းစားသလားဒါမှမဟုတ်မင်းထဲ့ပြီးတော့တစ်ပြန်သားနဲ့ရော့ရောက်သလားမှန်ပြောစမ်းလို့ဆိုတော့ကျွန်တော်မျိုးမစားပါဘူးနှမရော့ရောက်သလားမရောက်ပါဘူးမှန်ပြောပါမင်းဒီတော့မနေစမ်းပါနဲ့မှန်ပြောစမ်းပါမင်းတရားစားပါတယ်ဆိုတော့စစ်သူကြီးကိုတကယ်စိတ်ပြဲလို့မင်းဒါမှန်တာပြောတာလားမှန်ပါတယ်မနဲ့ငါရှင်မင်းရှိမှမင်းကိုမင်းမယ်မင်းပြောနိုင်ပါမလားပြောနိုင်ပါတယ်ကောင်းပြီမင်းလက်ထိတ်နဲ့အိတ်ဦးတော်လို့ဆိုပြီးတော့သူ့လက်ထိတ်နဲ့အိတ်မနဲ့ကြတော့စစ်သူကြီးကမူကြီးမကြီးတွေခေါ်တိုင်မင်းဒီလိုတော့ဖြစ်နေပြီစစ်သားတွေလည်းပဲအကုန်လုံးအဆောင်လျှောက်တွေထားတန်းပြည်တစ်ပြည်လုံးလမ်းတွေဘာတွေကအဆောင်လျှောက်တွေထားကဲဒီလိုတော့မဖြစ်ဘူးရှင်မင်းအေးအေးဆေးဆေးပြေရင်ပြေရောမပြေလို့ရှိရင်တိုင်းပြည်ကိုတို့သိမ်းရလိမ့်မယ်ဆိုပြီးတော့ရှင်မင်းရှိဖမ်းပြီးတော့ခေါ်သွားရှင်မင်းကလည်းညကရတ္တကမလားငါပွဲတော်တဲခြင်းလည်းမတဲရရတ္တကလည်းဘာဖြစ်နေတော့လူတွေတဲဆူပါလားတိုင်းပြည်ကဆူညံလဲကြားတယ်
တစုံတစ်ခုများဖြစ်နေလေသလားနဲ့သူကလည်းတန်တရားဖြစ်ပြီးတော့နဲ့စိတ်မရှင်းမလင်းနဲ့ဟန်လို့ပြီးတော့ရာဇပလင်မောအသားထိုင်းနေရတကဖမ်းပြီးတော့ရှေ့တော့ရောက်လာစစ်သူကြီးကအရှင်မင်းများဟောတယ်ရတကဟောတယ်လူသားတွေနဲ့ရတကလည်းပင်လူသားတောင်းကြီးဆွဲလို့ရတကကအရှင်မင်းမြတ်ဖို့ချက်ရတယ်လို့ပြောပါတယ်ဟုတ်ပါရဲ့လားလို့ဆိုတော့မင်းတို့ကတစ်ပြင်တော့မဖမ်းပဲနဲ့ဒီရတကမှာကြီးကြီးကျယ်ကျယ်ဖမ်းလာရရတကသူ့အရှင်ဖို့မင်းတို့ကတစ်ပြင်တော့မဖမ်းပဲနဲ့ဒီရတကမှာကြီးကြီးကျယ်ကျယ်ဖမ်းလာရရတကသူ့အရှင်ဖို့သူလုပ်တဲ့ဥစ္စာမင်းတို့ဘာတာဝန်ကြီးလို့တို့ဘာညာနဲ့သူကဟန်နဲ့ပန်နဲ့တော့ပြောသေးတယ်အာအရှင်မင်းမြတ်လူသားစားလို့တော့မဖြစ်ဘူးအရှင်မင်းမြတ်လူသားစားလို့ရှိရင်တိုက်ပြည်ကထွက်သွားရပါလိမ့်မယ်လူသားမစားဘဲနဲ့ရှောင်ပါလူသားစားတဲ့အတွက်ဆိုတဲ့ဥစ္စာမကောင်းပါဘူးဇတ်တူသားကိုမစားကောင်းပါဘူးဇတ်တူသားစားလို့အာနန္ဒငါးကြီးလည်းပဲသေးခဲ့ပူပါတယ်ဇတ်တူသားစားလို့မို့ဟင်းသာ9000လည်းပျက်စီးခဲ့ပူပါတယ်အရှင်မင်းမြတ်လူသားတော့မစားပါနဲ့လို့တောင်းပန်ချကာလဟတ္တိတဲ့စစ်သူကြီးနာမည်ကကာလဟတ္တိမင်းမသာပုံနေပတ်တွေနဲ့ပြောတတ်တာမဟုတ်ဘူးငါလည်းပြောတတ်တယ်ရှေ့တုန်းကလိုချင်တာမရလို့သေတဲ့သူတွေပြေးလို့ငါလည်းလူသားမရလို့ရင်ငါလည်းသေခြင်းသေမှာငါမစားပဲမနေနိုင်ဘူးအရှင်မင်းမြတ်ဒီလိုဆိုရင်တိုက်ပြည်ကအရှင်မင်းမြတ်ကိုလက်ခံနိုင်မယ်မဟုတ်ပါဘူးအရှင်မင်းမြတ်လူသားကိုရှောင်ပါမင်းတို့တိုင်းပြည်ကလက်မခံလဲငါတိုင်းပြည်မနေုံပဲရှိတယ်ငါလူသားတော့ငါမရှောင်ဘူးတိုင်းပြည်ကလည်းနောက်ကပါလိုက်သူကစစ်သူကြီးဒါတော့ပြောမနေပါနဲ့မရှောင်နိုင်လို့ရှိရင်ထုတ်ပါနောက်ကလည်းဆူကြပြီကဲစစ်သူကြီးငါကိုရတကရဲ့အိုးကလေးတစ်လုံးရဲ့တန်လျက်ရဲ့အဲ့ဒါသာပြီးတော့ငါထွက်တော့မယ်လို့ဆိုတော့အလုံးဝမ်းနဲ့ပန်းနဲ့နေရာကသူတခါတည်းရတကခေါ်ပြီးတော့ထွက်သွားရှာရောအဲ့ဒီထွက်သွားတဲ့အခါကျတော့မှသူကိုပောရိတာဒပောရိတာလူသားကိုအဒအစားတဲ့သူလို့ပောရိတာဒနဲ့နာမည်ဖြစ်တယ်ဒါနဲ့သူအမတန်ကြီးကျယ်တဲ့ပြည်ညောင်ပင်ကြီးဘုန်းကြီးတို့ဒီနိုင်ငံမှာသိမရှိဘူးဟိုအိန္ဒိယမှာတော့တချို့ပြည်ညောင်ပင်တွေကတယူဇနာများပြန့်ကျယ်သွားတဲ့ဟိုအမြစ်တွေကထောက်ပြီးတော့သွားလိုက်တယ်အဲ့ဒါတော့ပြန့်ကျဲတဲ့ပြည်ညောင်မင်းကြီးတွေဟိုမှာတော့ရှိတယ်အဲ့ဒီပြည်ညောင်မရောက်မှသူတို့နှစ်ယောက်ဝင်ပြီးတော့သတဲချပြီးတော့ရတကကချက်ပေးပောရိတာရကဆိုပါတော့ပောရိတာရကသူလူတစ်ယောက်ရအောင်ရှားလာခဲ့လမ်းသွားလမ်းလာတွေ့ပြီဆိုသူကဖမ်းလာခဲ့ရတကကချက်ဆရာတပည့်ဒီလိုနဲ့နေလိုက်တာနောက်တနေ့တော့ပောရိတာရလူမရလာဘူးမရလို့ပြန်လာတော့ရတကကကြည်ပြီးတော့ဆရာဘယ်မလို့မေးတာဖို့ပါအိုးတာတဲ့ပါရတကကကြောက်နဲ့တုံခိုက်နဲ့သူအိုးတယ်ပြီးတော့နေရေလည်းပွက်လဲဆူပါရောနောက်ကနေရတကသတ်ပြီးတော့ရတကအသားတွေစားလိုက်တာပဲအဲ့ဒါဟာကိုအကြောင်းပြပြီးတော့ဘုန်းကြီးတို့ဗမာကမရဓတကခြိုင်ရတယ်ဆိုတာဓတကမဟုတ်ဘူးအဲ့ဒီရတကမရတော့ရတကခြိုင်တာပဲအဲ့ဒီနောက်တော့သူတပြေလည်းမရှိဘူးတရားတဲ့သူ့ဘာသာသူလူရှာသူ့ဘာသာသူချက်ဒီလိုနဲ့နေရာကတနေ့တော့သစ်ပင်မောကတက်ကြည့်ပုံနာတထေးကြီးတယောက်ကလဲ900နဲ့ကုံရောင်းကုံဝယ်ထွက်လာပြီးတော့ပုံနာတထေးကလည်းကြားတယ်ဒီလမ်းဟာပောရိတာရချိုးတယ်လို့ကြားတယ်ပောရိတာရကိုငါကာကွယ်ရအောင်ဆိုပြီးတော့ဒီတောနာကနေတဲ့လူတွေကို900လောက်ပိုက်ဆံပေးပြီးတော့မင်းတို့ဒီတော့လွတ်အောင်ငါကိုပို့ဒီတော့လွတ်လို့ရှိရင်မင်းတို့အသပြား1000ပေးမယ်ဆိုတော့ဒေါသလူတွေကလည်းပို့ပါမယ်ကျုပ်တို့မကြောက်ပါဘူးလူ900လိုက်လာခဲ့အပေါ်ကနေပြီးတော့သစ်ပင်မကတဲ့ကြည့်တယ်လဲသမားတွေရှေ့ကသွားလိုက်တာတယောက်မှသူစားခြင်းစိတ်မပေါက်ဘူးနောက်ဆုံးကြတော့တုတ်ဝခုနကပုံနာကြီးကလှဲရင်ကလေးစီးလို့ဟိုကလူ900လောက်ကနောက်ကခြံရန်လို့သူကအီးနဲ့လာနေစားခြင်းလိုက်တာတဲ့လေတရေများကြလို့တဲ့ဒါဟာနဲ့ပုံနာကြီးလည်းပဲသူ့အနီးလည်းရောက်လာရောသစ်ပင်ဘောကဆင်းပြီးတော့ငါဟရှင်သိပောရိတာရဆိုတာလို့ဆိုပြီးတော့တန်လည်းဝင့်ပြီးတော့ဆင်းလာလိုက်တာနောက်ကလိုက်ပို့တဲ့သူတွေအကုန်လုံးပြဝတ်တာပဲပြဝတ်တော့မှသူပုံနာကြီးဖမ်းခေါ်သွားပြီးတော့ပြေးတာကိုပြေးတော့နောက်လှည့်ကြည့်တော့ဘယ်သူမှမလိုက်လာဘူးဆိုပြီးတော့ဖြည်းဖြည်းပဲမှန်ထမ်းလာခဲ့ထမ်းလာတာမဟုတ်ကြောပိုးလာခဲ့
အဲ့ဒီကြောဖို့လာတော့ဟိုလူတွေကလွတ်တော့မှထကြည့်ဟေ့တို့ပိုက်ဆံတွေယူထားတာရတာမရတာကထားကွာတို့မလိုက်ဘူးဆိုတော့မကောင်းဘူးဖေ့လိုက်ကြအောင်ဆိုပြီးတော့အော်ပြီးတော့နောက်ကလိုက်လာတာကိုလိုက်လာတော့မှအဲ့ဒီတက်ကတော်တော်လေးရောက်လာတော့လူတယောက်ကတော်တော်တတ်တိကောင်းကောင်းနဲ့ရှေ့တိုးပြီးတော့လိုက်လာတော့ပောတိတာရကပြေးတယ်ကိုသူလည်းကြောက်တာပါပဲပြေးလို့ဟိုလူကလည်းတော်တော်လေးရောက်လာရောပုံနာကြီးရောပါရောသူထမ်းပြီးတော့စီးကြီးခုန်လိုက်တာဟိုဘက်ကြတော့ဒီတင်းကုတ်တစ်ခုပေါ်မှာခြေထောက်ကကြလို့တင်းကုတ်စူးပြီးတော့ခြေထောက်ပေါက်ထွက်သွားကြပြာရာနှုတ်ပြီးတော့သူပြေးတာပဲပြေးတော့နောက်ကလူကဟေးလာကြငါကတကယ်ပြစ်လို့ဟိုမှာတွေးတွေဖြစ်နေပြီနဲ့ညာတာဒါနဲ့နောက်ကလူတွေလည်းညာလံပေးပြီးတော့သိအပြေးလိုက်လာတော့သူကြောက်ပြီးတော့ပုံနာကြီးထားပြစ်ခဲ့ပြီးသူ့ကြီးအလွတ်ပြေးပါရောပြေးတော့ပုံနာကြီးရတော့မှနောက်ကလိုက်လာတဲ့သူတွေကတို့ဆရာရမှာတော့ကွာသဘုံကြီးပါနေပါစီတော့ဆိုပြီးတော့ရှေ့ဆက်မလိုက်ဘူးသူတို့ကလည်းပြန်ပြီးတော့သူတို့ဆရာကြီးထမ်းခေါ်သွားဟောဒီသာရလည်းခြေတော်ကြီးငုတ်စုထားတာနဲ့မို့လို့ဘာမှမသွားနိုင်ဘူးညောင်မင်းဝင်ပြီးတော့အိတ်သူ့ရပေါ်အိတ်ပြီးအရှင်းနဲ့မင်းခုနှစ်ရဲ့အတွင်းကျွန်တို့ရဲ့အနာပြောက်အောင်ငှားစားပါအနာပြောက်လို့ရှိရင်အရှင်းနဲ့မင်းရဲ့ပြည်ညောင်မင်းကြီးကိုသဘူတ္တိရှိတဲ့ရှင်ဘရင်တွေရဲ့လေချောင်းသွေးနဲ့ဆေးကြောပြီးတော့ကောင်းပေဆိုတဲ့အသားတွေနဲ့ပူဇော်ပါမယ်လို့သူကနတ်ကြီးတိုင်တယ်ပြီးတော့ဒီလိုပဲနေရတယ်မသွားနိုင်မလားနိုင်မစားမတော့ပဲနဲ့နေတာနဲ့မို့လို့သူ့ဘာသာသူအလိုလိုခြောက်ပြီးတော့အနာက9ရက်အတွင်းပျောက်သွားဒါဟာကိုသူကနတ်မင်းကဲတာပဲအမှန်တော့မစားမတော့ပဲနဲ့နေလို့အနာခြောက်သွားတာအနာခြောက်ပြီးတော့ပျောက်သွားတဲ့ဥစ္စာနတ်မင်းကဲတယ်လို့သူကထင်နေတယ်ဒါဟာနဲ့အနာပြောက်လို့သွားနိုင်တော့သူလူသားတွေဗာလေးများရှားစားပြီးတော့အားတွေဗာတွေပြည့်တော့သိကျေစုများတဲ့နတ်မင်းပဲငါဝန်ခံရတဲ့အတိုင်းရှင်ဘရင်တွေတော့ဖမ်းအောင်မှာပဲလို့ဆိုပြီးတော့ရှင်ဘရင်ဖမ်းဖို့လို့သူထွက်လာတော့ရှေးဘဝတုန်းကသူနဲ့အတူတူလူသားစားပဲဘလူးနဲ့လန့်တွေ့ပါရောက်ဟာမိတ်ဆွေပါလားဟိုကဘလူးကမှတ်မိသူကမသိပါဘူးအသင်မသူတို့ငါနဲ့မင်းနဲ့အရင်တုန်းကဒီဘဝအတူတူလူသားစားနေတာမင်းခုဘယ်ပြည့်နေတုံးလို့ဆိုတော့သူဖြစ်တဲ့ရှင်ဘရင်ဘဝရောရှင်ဘရင်ဘဝကလူသားစားလို့သူထွက်ခဲ့တာရောယခုတကယ်လူသားစားဖို့ရန်လုံနေတော့မှဒီလိုညောင်စုလို့ဒီလိုဖြစ်နေလို့နတ်ကိုသူတိုင်တယ်ခဲ့တာတွေရောဒါတွေအကုန်လုံးပြန်ပြောတယ်ကဲမိတ်ဆွေကျုပ်ကူစားမအောင်ကျုပ်ရှင်ဘရင်နေဖမ်းမလို့လိုက်ပြီးတော့ကူပေးစားမအောင်လို့ဆိုတော့ဟာငါလည်းငါကိစ္စနဲ့မင်းမကူနိုင်ဘူးငါမန္တန်တစ်ခုတော့ရှိတယ်ဒီမန္တန်ဟာသိတ်တတ်တည်ရှိတာပဲသိတ်ထက်တာပဲလို့ဆိုပြီးတော့မန္တန်ချပေးလိုက်အဲ့ဒီမန္တန်ချပေးတော့သူ့စိတ်ကလည်းပဲစိတ်ဝင်စားလို့လားမသိဘူးသိစိတ်အတက်သွားတယ်လူလည်းမြန်လို့အဲ့ဒါနဲ့ဟိုရှင်ဘရင်ဒီရှင်ဘရင်တဲ့သူဖမ်းဥယျာဉ်နဲ့ပျော်ဝဲစားထွက်နေတော့ဖမ်းဟိုနာရေချိုးနေတော့ဖမ်းတယ်အဲ့ဒါလို့ဖမ်းလိုက်တဲ့ဥစ္စာ9ရက်အတွင်းမှာရှင်ဘရင်ဒီအတော်များများကြီးရသုတ္တသောမှကြတော့ငါဆရာလေးဆရာတော့မဖမ်းပါဘူးလို့သုတ္တသောမှတော့သူကရှောင်ပြီးတော့ကျန်တဲ့ရှင်ဘရင်တွေဖမ်းပြီးလက်ဖောက်ပြီးတော့ညောင်ပင်ကျိုးနဲ့ဆွဲပြီးတော့ခြေပြားလေးထောက်နိုင်ုံကလေးကျိုးနဲ့ဆွဲပြီးတော့ထားတယ်အားလုံးရှင်မြင်နေညောင်ပင်မှာကျိုးညောင်ပင်ကျိုးဆွဲလို့ခြေပြားလေးထောက်လို့တလို့နေရှာရတယ်သူကရှင်မြင်နေတော့ငါရင့်နာပူဇော်ရမှာပဲဆိုပြီးတော့မိဖို့ပြီးတော့တစိုးတွေသူကချွန်းနေတယ်သူလည်းစားမယ်နတ်ကိုလည်းသူကောင်းကောင်းပူဇော်မယ်ရှင်မင်းလေးအသားနဲ့အဲ့ဒါလိုပြင်းနေတော့နတ်ကစိတ်ပြက်တယ်ကိုညောင်မင်းမှနေတဲ့နတ်ကစိတ်ပြက်စိတ်မိုက်တဲ့အကောင်ကြီးပဲငါကလည်းသူ့အနာဘာမှကုရတာမဟုတ်ဘူးသူ့ဘာသာသူပျောက်တဲ့ဥစ္စာကိုငါကြောင့်ပျောက်တယ်လို့ထင်ပြီးတော့ရှင်မင်းတွေဖမ်းထားတယ်ဒီရှင်မင်းတွေသဘူတိတ်ကျွန်းမှာအများကြီးကုံတလောက်ဖြစ်တော့မှာပဲတဲ့မိုက်တဲ့ကောင်ပဲသူကငါညောင်ပင်ကိုသွေးနဲ့ဆေးတော့လဲငါညောင်ပင်ပိုးပြီးတော့ညှီစော်နှံပြီးယွန်စရာပြေအောင်မှာပဲကျေးဇူးမရှိတာတွေဒီကောင်လောက်ပါပြီနဲ့ညှီးပြီးတော့သတုမာရဲ့နာမင်းကြီးတွေသွားတယ်အရှင်နာမင်းတို့တားပေးစမ်းပါအောင်ဒီကောင်ကြီးတို့မတားနိုင်ဘူးဘယ်သူတားနိုင်မလဲတရားသွားအကြံတောင်းစမ်းပါလားလို့ဆိုတော့တရားစီတက်အကျိုးကြောင့်နေပြောတော့တရားမင်းကဒီကောင်ကြီးတော့တားလို့မဖြစ်ဘူးငါအကြောင်းတော့ပြောပြမယ်ပောဓိသာရဟာသူတုတ္တသောမမင်းကိုခြံထားတယ်တုတ္တသောမမင်းကအင်မတန်ပညာရှိတယ်သူဆုံးမလိမ့်မယ်
ပြီးတော့သုတ္တသောမမင်းမပါရင်အပူဇော်မခံဘူးလို့သင်္ကသာပြောတော့ဒါလို့ဆိုရင်သူသုတ္တသောမမင်းကိုဖမ်းရမယ်ဖမ်းတဲ့ကသုတ္တသောမမင်းကသူ့ကိုတရားဟောလို့နောက်ဆုံးမှာအားလုံးချမ်းသာစရာရှိတယ်သုတ္တသောမမင်းမပါရင်ငါလက်မခံဘူးလို့သာသင်္ကပြင်းထားကောင်းပြီဆိုပြီးတော့ပြန်လာခဲ့သူကမိဘုံပဲလှဲပြီးတော့ချွန်းနေတဲ့တစို့တွေချွန်းနေနောက်ကနတ်ကရတဲ့ရောင်ဆောင်ပြီးတော့ရှာနဲ့နောက်ကသွားတော့လှဲ့ကြည့်သူကတယောက်တလေများကျိုးပြုတ်ပြီးတော့ထွက်မြန်ပြေးသလားသူကလှဲ့ကြည့်တယ်ရတဲ့မြင်တော့ရတဲ့လည်းပဲသူတို့အပူဇော်ကံတဲ့ကပဲဟာသုတ္တသောမမင်းမပါအတူတူတော့သူ့ငါခြိုင်မပဲဆိုတော့လိုက်တာကိုလိုက်တော့ဟိုကနတ်ကအယောင်ဆောင်ထားတဲ့ရတဲ့ဆိုတော့မှီအောင်ကမလိုက်နိုင်ဘူးမလိုက်နိုင်တော့အရှင်ရတဲ့ရပ်ပါလို့ဆိုတော့ငါရသပဲမင်းကမရဘူးရတဲ့လို့ပြီးတော့မူသားပြောတယ်မရဘဲနဲ့ရက်တယ်လို့ပြောတယ်ဆိုမဟုတ်ပါဘူးငါကမူသားမပြောပါဘူးသင်္ကသာမူသားပြောတာပါကျုပ်ကဘာမူသားပြောလို့တော့ဆိုတော့ဘာလဲသဘူဒိတ်ရှိတဲ့မင်းတွေရဲ့တရားတစ်ပါးသောမင်းတွေရဲ့လေကြောင်းတွေပူဇော်မယ်လို့ဆိုပြီးတော့ခုတော့အလကားတော်စွာရောစွာမင်းတွေနဲ့ပူဇော်တာတကယ်သုတ္တသောမမင်းတော့မပါဘူးငါအလူမခံဘူးအသိကဘသူတော့ငါဒီညောင်မင်းကနတ်ပဲဆိုပြီးတော့သူကနတ်ရောင်ဆောင်ပြီးတော့နတ်အသေးနဲ့ပြတော့မှနတ်မင်းဟုတ်လို့ရှိရင်ညောင်မင်းပြောင်းဝင်ပါကျုပ်သုတ္တသောမမင်းကိုရအောင်ဖမ်းပါမယ်လို့ပြောတော့နတ်ကလည်းညောင်မင်းဝင်သွားငါတော့နတ်တော့သေးသေးချာချာမြင်ရပြီငါသခင်တော့ငါကျေးဇူးရှင်အလို့အတိုင်းတော့သုတ္တသောမမင်းဘာဖြစ်ငါတော့ဖမ်းရတော့မှာပဲဆိုပြီးတော့နတ်ဖငါသုတ္တသောမမင်းတို့ရဲ့နက်ခတ်ကြည့်လို့ရှိရင်ကောင်းစေးမင်္ဂလာပြုတဲ့အချိန်ဖြစ်တယ်ငါကောင်းစေးမင်္ဂလာပြုတဲ့အချိန်မှာသွားပြီးတော့သုတ္တသောမမင်းကိုဖမ်းမယ်လို့ဆိုပြီးစောကလေးကကောင်းစေးမင်္ဂလာလာလို့ရှိရင်စစ်တပ်တွေဘာတွေနဲ့ဝိုင်းထားမှာအဲ့တော့ငါသွားလို့ခက်လိမ့်မယ်စောကလေးကငါသွားနှင်းမှာပဲဆိုပြီးတော့ညတခါတည်းသုတ္တသောမမင်းကောင်းစေးမင်္ဂလာထွက်မဲ့နေ့ရဲ့ညကသွားပြီးတော့မင်္ဂလာရေကန်ထဲမှာဆင်းပြီးတော့ကြာဘက်နဲ့ခေါင်းအသားလေးအုပ်ပြီးတော့သူပုံးတယ်နောက်နတ်ဖန်သုတ္တသောမမင်းကနက်ခကောင်းတာနဲ့မို့လို့ခေါင်းစေးမင်္ဂလာထွက်လာတော့စစ်တပ်တွေအချမ်းရံနဲ့ထွက်လာတယ်အဲ့ဒီကမှာသုတ္တသောမမင်းတို့သတင်းကလည်းကြားပြီးပြီပောရိသာရဆိုတဲ့လူသားစားဟာမင်းတွေဖမ်းနေတဲ့မင်းတွေဖမ်းနေတဲ့ဆိုတာကြားနေပြီကြားနေတော့စစ်တပ်နဲ့တတိရှိစွာထွက်လာတာပဲထွက်လာလို့နန်းတော်ကထွက်မိတယ်ဆိုရင်ပဲပုံနာတယောက်ကခရီးဝေးကလာပြီးတော့ဂါထာတွေကိုဆက်ချင်လို့တရားဂါထာတွေဆက်ချင်လို့ခရီးဝေးကလာတာခဏသုတ္တသောမမင်းခေါင်းစဉ်မင်္ဂလာနဲ့တွေ့တော့လမ်းခရီးကနေတော်တော်မြင့်တဲ့နေရာကတဲ့ပြီးတော့အရှင်မင်းများအောင်တော်မူပါစေလို့သူတို့ထုံးစံအတိုင်းကြွေးကြော်ပေးတယ်ဒါနဲ့သုတ္တသောမမင်းကဆင်းတဲ့အဲ့ဒီပုံနာစီသွားတော့ဘာကိစ္စလဲကျွန်တော်မျိုးစီမှာကတ္တဗမြတ်စွာဘုရားလက်ထက်ကအဆက်ဆက်ကူးပြီးတော့ယူလာတဲ့တရားဂါထာ၄ဂါထာပါပါတယ်အဲ့ဒီတရားဂါထာကိုအရှင်မင်းမြတ်ဆက်သခြင်းလို့လာခဲ့ပါတယ်လို့ပြောတော့ကောင်းပြီငါခုခေါင်းစဉ်မင်္ဂလာထွက်လာတယ်နတ်ဖန်မနဲ့ကြလို့ရှိရင်ငါနာမယ်ကဲဆရာပုံနာကိုနေရာကောင်းကောင်းပဲအိမ်မှာပေးလိုက်ပါအစားအသောက်ကောင်းမွန်စွာကျွေးလိုက်ပါဆိုပြီးတော့မူကြီးမကြီးတွေအားပြီးတော့ခေါင်းစဉ်မင်္ဂလာပြုတဲ့နေရာထွက်လာခဲ့ရေကန်တော်ရောက်တယ်ဆိုရင်လက်ဝက်လက်စားတွေအကုန်လုံးမင်းမြောက်တစားတွေချွတ်လို့ပေါ့ပါနဲ့ရေဆင်းပြီးတော့ကိုယ်လဲပြီးတော့ပေါ့ပါနဲ့ရေချိုးကောင်းမှလျှော့ကောင်းလျှော်လို့ပြန်တက်လာတဲ့အခါမှာမင်းမြောက်တစားတွေဘာတွေဆင်ဖို့ရန်အစင်းသင်အနတ်ရောက်ပြီတင်သုတ္တသောမဒီအချိန်နဲ့ရောက်တော့ဗောဓိသာရကစဉ်းစားတယ်တော်တော်ကြာတော့ဆင်းပြင်ပြီးလို့ရှိရင်လေးသွားလိမ့်မယ်ခုနေကပေါ့တော့ငါဖမ်းမှာပဲလို့ဆိုပြီးတော့ဟိုကခေါင်းလျှော်ပြီးခေါင်းနေတဲ့ရေတစ်ဆက်ဖြစ်တော့မှအနံငါဟဗောဓိသာရတဲ့လို့ဆိုပြီးတော့អော်လိုက်တာဆင်ပေါ်မှာငကူကစောင့်ကြနေတဲ့ဆင်စည်းသူရဲတွေကလည်းသူတို့မြင်မှာဆိုလို့ဆင်ပေါ်ကတခါတည်းလျှော့ချမြင်းပေါ်ကစောင့်ကြနေတဲ့မြင်းစည်းသူရဲတွေကလည်းသူတို့မြင်မှာဆိုလို့လျှော့ချပြီးတော့အကုန်လုံးဝတ်နေကြတာပဲတခါတည်းရှင်ဘုရင်နဲ့သွားပြီးတော့ဒီပြင်ရှင်ဘုရင်ဖန်းတုံကတော့ခြေတော်နှချောင်းကန်ပြီးတော့နောက်ပြန်ထားပြီးဆွဲသွားတာဒီဟာကတော့ဆရာဖြစ်ခဲ့တာမို့လို့အသားလေးသူကငုံပြီးတော့ပခုံးပေါ်ထမ်းပြီးဖမ်းလာခဲ့ဘသူမှဘယ်စစ်သားမှမလှုပ်ဝင်ဘူးဒီဆင်းနေမြင့်နေလည်းမလှုပ်ဝင်ဘူးသူကလည်းတွေ့ရကတခါတည်းခုံကြော်နင်းဖြတ်ပြီးတော့လာခဲ့တာအားလုံးစစ်တပ်လွန်တော့မှသူအေးအေးဆေးဆေးထမ်းသွားတော့
သူတို့နေရာနဲ့နီးနီးကလေးရောက်တယ်ဆိုရင်ပဲသူကခက်မှန်မှန်သွားတော့ဒီရှင်မင်းကခေါင်းလျှော်လာတဲ့ဆံပင်ကရေဆက်ကသူ့ရင်ဘတ်ပေါ်ကြတယ်ကိုကြတော့မှဩလောကများသေမှာမကြောက်တဲ့သူဘယ်သူမှမရှိဘူးနော်ငါဆရာဖြစ်ခဲ့တဲ့သုတ္တသုံးပါတော့ကြောက်ရှာလို့ငိုတယ်ကိုမျက်ရည်ကျတယ်ကိုလို့သူကထမ်းသွားရင်မျက်ရည်ကျတယ်ထင်တယ်အမှန်တော့မျက်ရည်ကျတာမဟုတ်ပါဘူးဆပင်ကဒီခေါင်းလျှော်လာတဲ့အရည်ကျတာပါဒါနဲ့သူကထမ်းရင်ပြောတယ်အရှင်မင်းများအသင်တို့လိုသူတော်ကောင်းတွေပညာရှိတွေကတော့သေမာများကြောက်ဖို့မကောင်းဘူးနော်သေမာမကြောက်ပါနဲ့သူကအောက်ကနေများအားပေးသေးတယ်သေမာမကြောက်ပါနဲ့သားတော်သမီးတော်တွေလွန်ပါသလားတိုင်းပြည်ကိုလွန်ပါသလားပညာရှိသူတော်ကောင်းတွေဆိုတာလွန်လည်းမလွန်ရပါဘူးအဲ့လိုသူကပြောတော့ဩရိတာရငါမလွန်ပါဘူးတိုင်းပြည်လည်းငါမလွန်ဘူးသားတော်သမီးတော်ဆွေတော်မျိုးတော်တွေလည်းငါမလွန်ဘူးငါစိတ်တဲ့ဇနောင်ဇနင်းဖြစ်လာတာကတော့ဖြစ်နေတာကတော့နတ်ဖန်ကိုတရားနာပါမယ်လို့ပုံနာတယောက်စီငါပဋိညာဉ်ပေးခဲ့တယ်အဲ့ဒီတရားမနာရတာတကူပဲငါစိတ်ထဲမှာဇနောင်ဇနင်းဖြစ်နေတယ်ဟောရိတာရငါကိုလွတ်ပါငါအဲ့ဒီတရားနာပြီးတော့ပြန်လာခဲ့မယ်လို့ပြောတော့သေဘေးကလွတ်ပြီးမှပြန်လာတယ်ဆိုတာတော့မဖြစ်နိုင်ပါဘူးတဲ့မဖြစ်နိုင်ပါဘူးဘသူမဆိုသေဘေးကလွတ်ပြီးရင်ဘသူမှသေမဲ့နေရပြန်လာရောမရှိပါဘူးဟောရိတာရငါအောက်ချအောင်အဲ့ဒါမှသူအောက်ချပြီးတော့ဟောရိတာရငါကိုသင်ခက်ငယ်ငယ်ကသိတယ်နော်ငါလေလူမှန်းသိတဲ့အခါကစပြီးတော့ဘယ်တော့မှငါမှုသားမပြောဘူးငါအမြဲငါမှန်ကန်တဲ့စကားကိုပြောတယ်သင်နဲ့ငါနဲ့တွေ့တော့ငါတက္ကသိုလ်မှာပညာသင်တော့ငါတခါမှသင်မှုသားပြောဘူးတယ်လို့တွေ့သလားငါဘယ်တော့မှမှုသားမပြောဘူးငါမင်းသင်ယုံအောင်လို့လေငါသစ္စာဆုံးမယ်ဟောဒီတန်လျက်ကိုသင်ကင်ထားတဲ့တန်လျက်ကိုငါကင်ပြီးတော့ဓာတ်ကိုငါကင်ပြီးတော့လှမ်းကိုငါကင်ပြီးတော့သစ္စာဆုံးမယ်ငါမှုသားသာပြောလို့ရှိရင်ဖြင့်ဒီလိုထီးတွေနန်းတွေနဲ့ကိုရံတော်တွေနဲ့အဆောင်ကြောက်တွေနဲ့နေရတဲ့ဘဝမျိုးဘယ်တော့မှမဖြစ်ပါရစီနဲ့အဲ့ဒါလို့သစ္စာငါဆိုပါမယ်အဲ့ဒီသစ္စာတဲ့ပို့ပြီးတော့သစ္စာဆိုခြင်းသေးတယ်ဆိုရင်ငါဆိုမယ်လို့ပြောတော့ပောရိတာရကဆရာလည်းဖြစ်ခဲ့ဘူးတယ်ကိုအမှန်လည်းသူချစ်ပါတယ်နတ်ကမပါရင်မကြိုက်ဘူးဆိုလို့သာသူဖမ်းရတာငါရဲ့မိတ်ဆွေရှင်ဘုရင်တွေဟာဒီလိုသစ္စာတွေဘာတွေဆိုးနေဖို့မလိုဘူးယခုသူသစ္စာဆိုမယ်လို့ရှင်ဘုရင်များမပြုတ်တတ်တဲ့ဥစ္စာပဲသူပြုတ်ရှာတယ်ကဲလေတုတ္တသုံးမှာပြန်လာလဲလာရောပေါ့မလာလဲမလာပေါ့ငါတော့သူသွားခြင်းတဲ့နေရာတော့ပြန်ဆုံးမှာပဲကောင်းတယ်နော်လူသားစားပြီးတော့လူတွေကိုတတ်ပြီးတော့လူသားစားနေပေမဲ့ကောင်းတဲ့ဘက်ကဘလောက်ကောင်းတယ်ဆိုတဲ့ဥစ္စာကိုဆက်ပြီးတော့တတိထားလိုက်ကြစမ်းပါကဲဒါဖြင့်မိတ်ဆွေပြန်တော့တာပေါ့ပြန်ပြီးတော့လေလာပြည့်အောင်လာပါနော်ပောရိတာရစိတ်သာချငါတရားလေးကဒါနာပြီးလို့ရှိရင်တော့လာကိုလာခဲ့မယ်ဆိုတော့ကဲပြန်တာပေါ့လို့ဆိုတော့ပြန်လှမ်းပြောလိုက်သေးတယ်အရှင်မင်းမြတ်ပြန်ပြီးအောင်တော့ပြန်ခဲ့ပါနော်နတ်ကလေအရှင်မင်းမြတ်မပါရင်လက်ခံမှာမဟုတ်လို့ပါအေးလာခဲ့မယ်နတ်ဖန်ငါကိုမင်းရစ်ပူဆိုအမိကိုငါပြန်လာခဲ့မယ်ဆိုပြီးတော့ပြန်သွားရောပောရိတာရကတော့ပြန်လာလဲလာရောပေါ့လေမလာလဲပဲနတ်ကျင်တော့အောင်တော့ငါလက်မောင်းသွေးငါဖောက်ပြီးတော့ဒါသုတ္တသောမှာမင်းအစာကျုပ်လက်မောင်းသွေးကိုပူဇော်ပါတယ်လို့ပြောမယ်ဘယ်လောက်စိတ်ကကောင်းနေတော့ဒီမှာဒီသုတ္တသောမှာမင်းအပေါ်မှာဘယ်လောက်စိတ်ကောင်းနေတော့လာခြင်းလဲလာပေါ့လေလို့သူလုံးလုံးမဲမဲသားမှားလိုက်တာစိတ်ကတော့လာခြင်းမှလာပါစီတော့ပဲတန်းနဲ့သုတ္တသောမှာမင်းပြန်သွားလို့ဟိုကထီဥယျာဉ်တွေကဒီစစ်တီတော်တပ်သားများကလည်းပြန်လာလိမ့်မယ်လို့ပဲထင်တာနဲ့မို့လို့စောင့်နေကြတယ်ဒါနဲ့အစင်နဲ့လာတာမြင်တော့ဝိုင်းရံပြီးတော့အကျိုးကြောင့်များမေးပြီးတော့နန်းတော်ပင့်သွားကြနန်းတော်ရောက်တော့ဒီသူရဲ့ဒီအဆောင်တော်မှာကိုင်းပုံနာကိုမနေ့တုန်းကဆရာပုံနာကိုပင့်မှာသူဘာမှတစ်ပြင်အလုပ်မလုပ်သေးဘူးဆရာပုံနာကိုပင့်မှာပင့်ရေမိုးများချုပ်ပေးကြပါမုတ်စိတ်တွေပါတယ်ပြုပြင်ပေးကြပါဆရာပုံနာရေမျိုးချုပ်ပြီးပါပြီဆိုတော့ပွဲတော်သူ့ဘုဆက်လာတဲ့ပွဲတော်ကို तू မစားဘူးကဲဆရာပုံနာ
တရားပူဇော်တဲ့အနေမျိုးနဲ့ဆရာပုံနာကိုဆက်ပါပုံနာစားပြီးတော့မှသူကနှိမ့်တဲ့နေရာကလေးမှာထိုင်ပြီးတော့သုတ္တသောမကပွဲတော်တည်တယ်ဒီအစီအစဉ်လေးတွေနော်ဆရာကိုဆရာမှန်းသိသည်ဒီနေရာအမြင့်ကထားပြီးတော့သူစားတော့ပြီးလို့ဆေးကြောပြီးတော့မှကိုင်းအရှင်ဆရာမနေ့ကဟောမယ်ဆိုတဲ့တရားကိုချီးမြှင့်ပါဆိုတော့သူကအောက်ကနေလို့ဒီတရားဟောမဲ့ပုံနာကိုရာဇပလင်ဘကထားလို့ပုံနာကလည်းပဲဒီတရားစာကိုယူတော့မယ်လို့သူ့အိတ်ထဲမှာသူ့ရဲ့လွယ်အိတ်ထဲမှာပါလာတဲ့တရားစာအုပ်ကိုယူတော့မယ်ဆိုတော့သူ့လက်ကိုဆေးကြောပြီးတဲ့အပြင်ကိုနတ်သားတွေပါနဲ့သုတ်လိုက်သေးတယ်နတ်သားတွေပါနဲ့လက်ကိုပုတ်တိုက်ပြီးတော့မှရိုးရိုးသေးသေးလက်နှစ်ဖက်နဲ့ဆွဲထုတ်ပြီးတော့အရှင်မင်းများဒီတရားဟာလေကတ္တဗမြတ်စွာဘုရားလက်ထက်ကတ္တဗမြတ်စွာဘုရားဟောတော်မူတဲ့တရားကိုအစဉ်စဉ်ကူးလာလို့ကျွန်တော်မျိုးများရတာပါအဲ့ဒီတရားကိုအရှင်မင်းများနားဆိုင်တော်မူပါလို့ဆိုပြီးတော့ဒီသူရဲ့ပါလာတဲ့စာအုပ်ကိုဖွင့်ပြီးတကိဉ္ဒေဝသုတ္တသောမသဗ္ဗိဟောတိသမာဂမောသာနံသင်္ကတိပါလေတိနာသဗ္ဗိဘဟုသင်္ကမောသုတ္တသောမအမိရတဲ့မင်းများသဗ္ဗိသူတော်ကောင်းတို့နှင့်တကိဉ္ဒေဝတစ်ကြိမ်တစ်ခါလောက်သာလျင်သမာဂမောပေါင်းဆောင်ရတွေ့ရခြင်းသည်သာဓုကောင်းမြတ်လှပါပေ၏တကိဉ္ဒေဝသုတ္တသောမသဗ္ဗိဟောတိသမာဂမောသာဓုသူတော်ကောင်းတို့နှင့်တစ်ကြိမ်တစ်ခါလောက်ပေါင်းလိုက်ရခြင်းသည်နန္တောသူတော်ကောင်းနှင့်ပေါင်းတဲ့သူကိုသာဓုတစ်ကြိမ်တစ်ခါလောက်ပေါင်းရခြင်းကသင်္ကတိပေါင်းဆောင်ရခြင်းကပါလေတိအမြဲမပြာစောင့်ရှောက်၍နေပါ၏အတ္တပိမသူတော်တို့နှင့်ဘဟုအကျိန်များစွာသမာဂမောပေါင်းဆောင်ရခြင်းသည်နပါလေတိမစောင့်ရှောက်နိုင်ပါအရှင်မင်းများသူတော်ကောင်းနဲ့ပေါင်းရတဲ့ဥစ္စာဟာအမှန်တန်ကောင်းပါတယ်တစ်ချိန်နဲ့တစ်ချိန်နဲ့ဆိုရတော့ပေါ့တနေ့ရမှာတစ်ခါတည်းတွေ့ရအဲ့ဒီတစ်ခါတည်းတွေ့ရတဲ့ဥစ္စာဟာမမေ့နိုင်အောင်ကောင်းပါတယ်ဘယ်တော့မှအဲ့ဒီသူတော်ကောင်းနဲ့မိတ်ဆွေပြက်သွားတယ်လို့မရှိပါဘူးသူတော်ကောင်းစစ်စစ်နဲ့တကိဉ္ဒေဝသုတ္တသောမသဗ္ဗိဟောတိသမာဂမောသာနံသင်္ကတိပါလေတိနာသဗ္ဗိဘဟုသင်္ကမောမသူတော်တို့နဲ့ပေါင်းတဲ့အခါကြတော့လေခဏပေါင်းနှစ်ဖန်ပေါင်းတအိမ်နဲ့နေဘယ်တော့မှစိတ်မချရဘူးတနေ့နေ့လေငါဘောမကောင်းကြံကျင်ကြံသွားမှာအဲ့ဒါလို့စိတ်မချရပါဘူးမိတ်ဆွေအမတန်ပြက်လွယ်ပါတယ်မသူတော်တို့နဲ့ပေါင်းရတာသူတော်ကောင်းတို့နဲ့ပေါင်းရတာကတော့တစ်ခါလောက်ပေါင်းလိုက်တယ်ဆိုလို့ရှိရင်ဘယ်တော့မှမပြက်ပါဘူးအဲ့ဒီတစ်ခါလောက်အပေါင်းကစောင့်ရှောက်ပြီးတော့အမြဲနေသလိုပဲသူပြောတဲ့စကားလေးနားတဲ့ကကြားလို့သူ့မျက်နှာလေးမျက်စိထဲမြင်လို့သူရဲ့ချိုချိုသားသားကလေးတတိယလို့ ਨੇ ဘယ်တော့မှမပြေပါဘူးတကိဉ္ဒေဝသုတ္တသောမသဗ္ဗိဟောတိသမာဂမောသာနံသင်္ကတိပါလေတိနာသဗ္ဗိဘဟုသင်္ကမောသုတ္တသောမနားထောင်စိတ်ထဲကသဘောကျလို့သဗ္ဗိရေဝသမာသေတာသဗ္ဗိကုပ္ပေထသန္တဝံတတံတတ္တမမင်းညာယသေယောဟောတိနဗ္ဗဗိယောသဗ္ဗိရေဝသဗ္ဗိရေဝသူတော်ကောင်းတို့နှင့်သာလျင်သမာသေတာပေါင်းသင်ဆက်ဆံ၍နေရ၏သဗ္ဗိသူတော်ကောင်းတို့နှင့်သာလျင်တန်တဝံအတူသွားအတူလာအတူစားအတူနေမှုကိုကုပ္ပေထပြုရ၏သူတော်ကောင်းတို့နှင့်သာပေါင်းမှာတရားတော်ကသွားရင်သူတော်ကောင်းနဲ့အတူတူသွားစားရင်သူတော်ကောင်းနဲ့အတူတူစားနေရင်သူတော်ကောင်းနဲ့အတူတူနေစကားပြောရင်သူတော်ကောင်းနဲ့စကားပြောပါသဗ္ဗိရေဝသမာသေတာသဗ္ဗိကုပ္ပေထသန္တဝံတတံတတ္တမမင်းညာယသေယောဟောတိနဗ္ဗဗိယောတတံသူတော်ကောင်းတို့ဤတတ္တမဟောပြောညွှန်ပြဆုံးမတဲ့သူတော်ကောင်းတရားကိုအညာယာမိမိစိတ်မှကောင်းစွာလိုက်နာ၍တည်တည်ရှိသောတေယောဘယ်အခါမှအရှုံးမရှိပဲအမြတ်သားလျင်ရနိုင်ပါ၏ပါပိယောဘယ်အခါကမှအရှုံးတဲ့ဟူ၍မရှိနိုင်ပါနဲ့သူတော်ကောင်းနဲ့လေပေါင်းကြည့်လို့ရှုံးတယ်လို့ဘယ်တော့မှမရှိဘူးအမြတ်သားရပါတယ်ဒါကြောင့်သူတော်ကောင်းနဲ့တူသွားပါတူလာပါတူနေပါတူထိုင်ပါသဗ္ဗိရေဝသမာသေတာသဗ္ဗိကုပ္ပေထသန္တဝံတတံတတ္တမမိညာယသေယောဟောဒီနဗ္ဗဗိယောသူ
သုဒ္ဓသောမမင်းကအောက်ကထိုင်ပြီးတော့ရိုးရိုးသေးသေးနဲ့နာဆိုင်လို့စဉ်းစားလို့စီရန္တိဝေရာဇရထသူစိတ်ဓာထောတရိရံပိစရံဥပေတိတတင်္စဓမ္မောနစရံဥပေတိတန္တောဟဝေသဗ္ဗိံဘဝေတယံတိသုဒ္ဓသောမမင်းများသူစိတ်ဓာအလွန်တရာဆန်းကြယ်အောင်ပြုလို့အကုန်သောရာဇရထအရှင်ဘုရင်တို့ရဲ့စီတော်ယထာတို့သောမာလီဝေစင်စစ်ဧကံအမှန်အပြင်စီရန်ဒီဆွေးမိယိုဖြင့်အုံမင်းကြရပါကုန်၏ရှင်ဘုရင်ယထာမပြတ်နိုင်အောင်တက်လုံးဘယ်နည်းနဲ့မှမပြတ်နိုင်အောင်လို့တကယ်ပိတုကအကျော်အမော်တွေကအင်ဂျင်နီယာဆိုကြဆိုအကျော်အမော်တွေကဆောက်လုပ်ထားပေမဲ့လို့ဆွေးမိတာပါပဲစေရန္တိဝေရာဇရထသူစိတ်ဓာအထောတရိရံဘိစရံဥပေတိတရိရံဘိသူငါတို့ရဲ့ခန္ဓာကိုယ်သည်လိစရံဆွေးမိယိုရင်ဥမင်းညင်တို့ဥပေတိကရောက်ရပါ၏မမနာရေးပြီးတော့ငါကြမ်းပါတယ်ငါအသက်ငယ်သေးတယ်ငါဒီအာဂုံမလာရှိတယ်လို့ဒီလိုမှန်ရင်နေပေမဲ့ဒီခန္ဓာကိုအိုးမှာပါပဲဒီခန္ဓာကိုခိုင်မြဲတည်တတ်တယ်လို့ဘယ်တော့မှမရှိပါဘူးတတံသူတော်ကောင်းတို့ဤဓမ္မောစာသူတော်ကောင်းတရားဒီကစရံအိုဆွေးမြေရောရင်အုံမင်းညင်တို့နာဥပေတိဘယ်တော့မှမကရောက်ပါသူတော်ကောင်းတရားအိုသွားတယ်လို့မရှိဘူးသူတော်ကောင်းတရားနားနေတဲ့သေသွားတယ်လို့မရှိပါဘူးသူတော်ကောင်းတရားကဘယ်တော့မှမအိုနိုင်ပါဘူးဆိုတော့သီလဆိုတဲ့သီလစင်ကြဲမှုဆိုတဲ့သူတော်ကောင်းတရားဟာဘယ်တော့မှမအိုဘူးသီလံယာဝသရာသာဓုယာဝသရာငယ်သည်ကစ၍အိုသည့်တရားသာဓုမပြည့်နိုင်ပဲခိုင်မြဲကောင်းမြတ်တဲ့တရားဒီကသီလံကိုကျင့်သီလ၅ပါး7ပါးဆိုတဲ့သီလမျိုးပါပေတည်းဘယ်တော့မှသူတော်ကောင်းတရားမှန်သမျှသီလပဲပြောဒါနအစစ်ပဲပြောဩဘာဝနာပဲပြောဘယ်တော့မှအိုသွားတယ်မရှိဘူးကြည်စမ်းရှင်မင်းများစီးတဲ့စီးတော်ယထာကြီးတွေအိုးလို့အသုံးမကျလို့ပြစ်ထားရရှင်မင်းများရဲ့ခန္ဓာကိုအိုပြီးတော့ပျက်စီးပြီးတော့သေသွားရသူတော်ကောင်းတရားအိုသွားတယ်လို့ဘယ်တော့မှမရှိပါဘူးသူတော်ကောင်းတရားကတော့အမြဲပဲတကယ်တည်းတောင်းတင်းနေတဲ့သူလိုပဲအမြဲပြိုပြီးတော့နေပါတယ်တတင်္စဓမ္မောနာစရံဥပေတိတန္တောဟဝေသဗ္ဗိံဘဝေရယံတိတန္တောသူတော်ကောင်းတို့ဒီကဟဝေစင်စေသဗ္ဗိံဘယ်တော့မှမပြည့်စည်နိုင်တဲ့နိဗ္ဗာန်တရားကိုဘဝေရယံတိဟောပြောညွှန်ပြတော်မူကြကုန်၏နားထောင်လို့ဟုတ်တယ်သူတော်ကောင်းတရားတွေမအိုးနိုင်ဒုက္ခနာကိုယ်တွေတော့အသုံးဆောင်တွေကတော့အိုကြတယ်ပျက်စီးကြတယ်သေကြတယ်သူတော်ကောင်းတရားဆိုတဲ့သီလတို့ဒါနတို့ဘာဝနာတို့ဘယ်တော့မှမအိုးဘူးစစ်ကလေးသာပြုအတုအယောင်တွေကသာမပြုလေနဲ့အစစ်သာပြုမိန်းကလေးတယောက်ငယ်ရွယ်ကသီလရှိတယ်လို့ဆိုတယ်တော်တော်လေးအချိန်ရောက်တော့သီလရှိတယ်လို့ဆိုပြန်တယ်တော်တော်လေးအိုးနဲ့အိမ်နဲ့ရောက်ပြန်တော့သီလရှိတယ်လို့ဆိုပြန်တယ်အဖိုးအဖွားရွယ်ရောက်ပြန်တော့သီလရှိပြန်တယ်သေကံနိကြတော့သီလရှိပြန်တယ်ဒီသီလကဘယ်တော့မှမဟုတ်ဘူးပိုးတောင်မှပြိုးလာသေးတယ်သီလကပိုးပြီးတော့အားရှိတောင်လာသေးတယ်မလေးငါးတဲ့သမီးလေးသီလရှိတော့သူကလေအသက်ကလေးသာငါးနဲ့ရှိသေးတယ်လိမ့်မပြောဘူးသီလဒီကလေးမလေးကတကယ်ဘာသူအလောင်းလားဘာလားမပြောတတ်ပါဘူးလိမ့်မပြောဘူးသီလ10နှစ်လောက်ကြတယ်သူကမဟုတ်ငယ်ကလေးကသူကမလိမ့်တတ်တာနောက်အသက်20လောက်လောက်ရတယ်မလေးသူပြောရင်တော့ယုံတော့သူကကလေးကမလိမ့်နဲ့အိမ်အောင်နဲ့ဘာနဲ့နေပြန်သူပြောလို့ချင်းယုံတော့ရောက်နာဝယ်တာကသာသူပြောယုံတော့သူဘယ်တော့မှမလိမ့်ဘူးနောက်အဖွားတွေဘာတွေပြစ်လာတော့မလေးဘသူတို့တယ်လေအသက်သာကြည့်လာတယ်သူသိတဲ့သူကပြောတယ်လေငယ်ကလေးတွေကမူသားမပြောဘူးတဲ့သူ့အသက်တွေဘာတွေများတတ်ရမှာများပုမတ္တိသံတောင်သူကတကယ်နာမဖြစ်စီဘူးတဲ့အမတန်ကောင်းတာပဲလို့အဖွားကြီးပြစ်တော့လည်းပဲသူ့ကိုကြည်ညိုလို့သူရဲ့သီလကပို့ပြီးတော့တောင့်တင်းပြီးတော့မအိုတဲ့ပြင်ပြိုးနေသေးတယ်သေကံနေ့ကျတော့အဲ့ဒီသီလကသူ့ကိုအားပေးတဲ့အနေမျိုးနဲ့ဖွားဘာကြောက်เสียရှိတော့အနေမျိုးနဲ့လေပြောရင်အုံမင်းညင်တို့နာဥပေတိဘယ်တော့ကမှမရောက်နိုင်ပါသုတ္တသမကသဘောကြလို့တရားနာဆိုင်လို့ဘုရားအလောင်းလည်းဖြစ်ပြန်ကတ္တဗမြတ်စွာဘုရားလက်ထက်ကတရားတော်ကိုလည်းပဲတဆင့်ကကတ္တရှာပါတဲ့အဆင့်ဆင့်ကုလာလို့ရတဲ့တရားကိုလည်းနားထောင်ပြီးတော့နာယူနေရပြန်အမှန်တန်စိတ်ထဲမှာကြည်လို့နဗင်္စတူရေပထဝီစတူရေနဗင်္စကောင်းကင်သည်တူရေမြေကြီးမှဝေးလာပါ၏
ပထဝီစာမြေကြီးသီလိတူရေကောင်းငင်မှဝေလာပါ၏ပါရံသမုဒ္ဒသတတာဟုတူရေသမုဒ္ဒသသမုဒ္ဒရာဤမှာပဲကံ၏ပါရံထုမှာပဲကံကိုတူရေဝေတဲ့ဝေလာ၏ဟု၏အာဟုဆိုကြကုန်၏တတံသူတော်ကောင်းတို့၏ဓမ္မောစာသူတော်ကောင်းတရားသည်၎င်းအတတံမသူတော်တို့၏ဓမ္မောစာမသူတော်တရားသည်၎င်းတတော်တို့မိုးနှင့်ကောင်းမိုးနှင့်မြေကြီးဝေးကွာသည်တဲ့တတော်တို့သမုဒ္ဒရာဟိုဘကံဒီဘကံဝေးကွာသည်တဲ့ဒုရတရံသာ၍ဝေဤဟု၍ဝတ္တန်တိပြောဆိုညွန်ပြဟောပြတော်မူကြပါကုန်၏လောကအဝေးကြီးတွေလျှောက်ကြည့်စမ်းမြေကြီးနဲ့ကောင်းကင်ဆိုတာဒီနဲ့နဲ့ကလေးလောက်မြေကြီးလွတ်ရင်ပဲကောင်းကင်ပါပဲဒါပေမဲ့မြေကြီးရဲ့အနေနဲ့ကောင်းကင်အနေနဲ့ရှင်းသက်လို့မရဘူးမြေကြီးကတကယ်ထုပိမ့်ပိမ့်ကြီးကောင်းကင်ကဟာလာဟင်းလင်းဘာမှမရှိသဘောချင်းအမတန်ဝေးနေတာပဲသမုဒ္ဒရာရဲ့ဒီဘက်ကံနဲ့ဟိုဘက်ကံဆိုလဲဘယ်နဲ့မှဆက်လို့မရဘူးအဲ့ဒီတက်ပူဝေးတာကသူတော်ကောင်းတရားနဲ့မသူတော်တရားရှင်းဆက်လို့မရပါဘူးတဲ့ဒီဟာကသူတော်ကောင်းတရားဒီဟာကသူတော်ကောင်းတရားသီလဆောင်ထိန်ပြီးတော့သီလနဲ့နေတာကသူတော်ကောင်းတရားသူ့အသက်သတ်လို့တိုးစားခိုးလို့မတရားလိမ့်လို့အဲ့ဒါကမသူတော်တရားလိမ့်နဲ့မလိမ့်ဘူးဘယ်နဲ့မှဆက်လို့မရဘူးတခုပဲဖြစ်ရမယ်လိမ့်သလားလိမ့်တယ်ဒါအကုသိုလ်မသူတော်တရားပဲဒါလိမ့်တာဟာမလိမ့်မဖြစ်နိုင်ဘူးသူ့အသက်တတ်တာဟာမတတ်မဖြစ်နိုင်ဘူးအမတန်ဝေးတာပဲတခုနဲ့တခုရှင်းဆက်လို့မရပါဘူးတတံဓမ္မောသာသူတော်ကောင်းတို့ဤသူစရိုက်10ပါးမြတ်တရားသည်၎င်းအတတံဓမ္မောသာမသူတော်တို့ဤသူစရိုက်10ပါးယုတ်မာသောတရားသည်၎င်းတတော်ထိုမိုးနှင့်မြေကြီးဝေးကွာသည်တဲ့တတော်ထိုသမုဒ္ဒရာဟိုဘက်ကံနှင့်ဒီဘက်ကံဝေးကွာသည်တဲ့ဒုရတရံသာ၍ဝေးဤဟု၍ဝတ္တန်တိပြောဆိုညွှန်ပြဟောပြတော်မူကြပါကုန်၏လို့အဲ့လိုဟောလိုက်တော့သုဒ္ဓသောမမင်းသဘောလဲပေါ့လို့သူတော်ကောင်းနဲ့မသူတော်သိကွာတာပဲဘယ်နဲ့မှဆက်လို့မရဘူးသူတော်ကောင်းတရားနဲ့မသူတော်တရားဘယ်နဲ့မှဆက်လို့မရဘူးငါပောရိတာရစီကဖွင့်တောင်းလို့ရခဲ့တာပောရိတာရကျေးဇူးပါပဲသူဖမ်းသွားတဲ့အပြစ်တော့သူမမြင်ဘူးပောရိတာရငါခွင့်လွှတ်လိုက်တဲ့ဥစ္စာကျေးဇူးပါပဲသိကျေးဇူးတင်တာဒီတရားတွေနာရတဲ့ဥစ္စာဟာပောရိတာရကျေးဇူးပဲတဲ့ကြည်စမ်းသူတော်ကောင်းကသူတော်ကောင်းကတတံဓမ္မောသာသူတော်ကောင်းတို့ဤသူစရိုက်တရားသည်၎င်းအတတံဓမ္မောသာမသူတော်တို့ဤသူစရိုက်တရားသည်၎င်းတတော်တို့မိုးနှင်းမြေကြီးသမုဒ္ဒရာဟိုဘက်ကံဒီဘက်ကံဝေသည်တဲ့သူရတရံသာ၍ဝေဤဟု၍ဝတ္တန်ဒီပြောဆိုကြပါကုန်၏တွေးပြီးတော့ပောရိတာရကိုလည်းကျေးဇူးတင်လို့ယခုဒီတရားတွေဟောပြပြီးတော့ပေးနေတဲ့နန္ဒတဲ့ပုံနာကနန္ဒပုံနာကိုလည်းကျေးဇူးတင်လို့ဆရာဒီဂါထာတွေကိုတစ်ပြင်းမင်းတွေများဟောပြတော့ငါဘလောက်များဆုတော်လက်တော်ရပါတော့အရှင်မင်းမြတ်တဂါထာကိုတရားဆုချကြပါတယ်တရားပူဇော်ကြပါတယ်မဟုတ်ပါဘူးဒီဂါထာတရားတန်တဲ့ဂါထာမဟုတ်ပါဘူးကြည်လိုက်တာပုံနာကိုငါဘာများပူဇော်ရပါမတုံးတရားပူဇော်ရပါမတုံးပုံနာကသာအကယ်၍ကြက်တရေရှိလို့ရှိရင်ရှင်ဘရင်သိစိန်တော်ပူဇော်နိုင်တယ်ပုံနာကအဲ့ဒါတော့လေဘုံကံမရှိပေဘူးနော်လို့ဆိုပြီးတော့ကိုင်းစရာတဂါထာကို1000ကြပူဇော်ပါမယ်လို့ဆိုပြီးတော့အတ္တဗျာထောင်တုတ်လဲတုတ်ကိုရှေ့မှာချပြီးတော့တရားပူဇော်တယ်တရားပူဇော်ပြီးလို့ကိုင်းဆရာပုံနာလည်းနေရကိုလေချမ်းချမ်းသာသာပြန်ပြီးတော့ပို့ကြပါလို့မူကြီးမကြီးတွေခိုင်းပြီးတော့သူလည်းပဲကောင်းစွာမွန်စွာအလုံးနီးစပ်တဲ့သူတွေဆုံးမပြီးတော့ဘယ်တော့ခမည်းတော်တို့စီသွားပြီးတော့သားတော်ကပြန်လာတဲ့ဆိုပေမဲ့ပောရိတာရကိုခွင့်တောင်းပြီးတော့ပြန်လာခဲ့ရပါတယ်ယခုသားတော်ပြန်သွားပါမယ်ဌိနန်းကိုခမည်းတော်များပဲပြန်ပြီးတော့ဌိနန်းကိုအုပ်ချုပ်ပါတော့လို့ဌိနန်းအပ်တော့ဒီဓမြလက်ထဲကလွတ်ပြီးတော့ဘာလို့ပြန်ရမှာတော့ဒီကောင်ကိုတို့စစ်တပ်နဲ့ဝိုင်းပြီးတော့ဒီကောင်ကိုတို့မှုညံ့ချေမယ်မပြန်ရဘူးတလို့မဟုတ်ပါဘူးပြန်လာခဲ့ပါမယ်လို့ဆိုတဲ့သစ္စာဟာရှိပါတယ်သူကျေးဇူးလည်းအမတန်ကြီးပါတယ်ပြန်မရသည်မပြန်လို့မဖြစ်ပါဘူးသစ္စာဟာအမတန်ကြီးပြပါတယ်လို့ဆိုပြီးတော့သူရဲ့သစ္စာကိုစောင့်ပြီးတော့တ
တခါတည်းမေတော်ခမီတော်တွေဝတ်ချပြီးထွက်လာတာပဲနောက်ကတိုင်းသူပြည်သားတွေမျက်ရည်ဆက်လက်နဲ့လိုက်လာမလိုက်ခဲနဲ့မလိုက်ခဲနဲ့ငါပြန်မှမလိုက်ခဲနဲ့မလိုက်ခဲနဲ့အားလုံးလိုက်လာကြတယ်ပြောမရလို့ကဲငါအမိတ်ပဲလို့ဆိုပြီးတော့မြေကြီးကိုရေးချစ်ပြီးတော့ဒီဟာကိုဒီစီငါချစ်လို့ရှိရင်မကြော်ကြနဲ့တတောင်ပြင်းပြင်းထန်ထန်မပြောဘူးငါချစ်လို့ရှိရင်မကြော်ကြပါနဲ့ဆိုတော့ကြော်တဲ့သူကမချစ်ရရောက်မှဆိုလို့ဒီအားလုံးရှေ့ကိုမတိုးပဲနဲ့ပေါ့လေဒီငိုပြီးတော့အကုန်လုံးရပ်နေကြဒါနဲ့သုဒ္ဓသောမမင်းကလည်းပဲသူ့တာဝန်တွေကျေပြီဆိုပြီးတော့ပောရိတာရရှိတဲ့နေရာပဲစိုက်နေဝမ်းမြောက်ဝမ်းသာသွားဟိုကြတော့တတ်မယ်ဆိုတာလည်းသိတာပဲဝမ်းမြောက်ဝမ်းသာသွားတော့ပောရိတာရကလည်းဟိုခနေ့တော့ရစ်ပူဇော်တော့မှာမိဘုံကြီးကိုအကြီးအကျယ်ဖော်ပြီးတော့သူကတစိုးတွေလုံနေတယ်နောက်ကြောခိုင်းပြီးတော့မိဘုံကြီးပဲလဲလို့မိဘုံကြီးကလည်းပဲညောင်ပင်နဲ့ခတ်လွတ်ညောင်ပင်ကိုဒီဟိုမိခိုးတွေဘာတွေဆွဲမှစိုးလို့ညောင်ပင်လည်းသူကယိုတည်သောအဖြစ်ညောင်ပင်နဲ့လွတ်ကလေးဘေးနဲ့လာပြီးတော့မိဖို့သူကညောင်ပင်ပဲလဲပြီးတော့မိဖို့ပဲလဲပြီးတော့တစိုးတွေလုံနေနောက်ကရှာအတန်ကြတော့လှည့်ကြည့်လိုက်တော့သုဒ္ဓသောမမင်းလာတာမျိုးဝမ်းသာအားရနဲ့ထားပြီးတော့အရှင်မင်းမြတ်ကြွလာတယ်ကိုဝမ်းမြောက်လိုက်တာသူငကိုတော့မလာခြင်းနေပါစေတော့အောက်မေ့ရှာတာဝမ်းမြောက်လိုက်တာနတ်မင်းကလေအရှင်မင်းမြတ်မပါရင်သူကလက်ခံမှာမဟုတ်ဘူးသိလားအဲ့ဒါလို့သူစကားသမီးပြောပြီးတော့သူအံ့ဩတဲ့စိတ်ဖြစ်လာတယ်ငါကတတ်မယ်လို့ဆိုတာ तू မိဘုံနဲ့မြင်သားငါကတစိုးတွေလုံနေတယ် तू မြင်သွားသားအဲ့ဒီတတ်မယ်သိရသားနဲ့ तू ပြန်လာတာကတော့ဟိုနာခဲ့တဲ့ဂါထာတွေထင်တယ်အရှင်မင်းမြတ်ဒီသေတွင်းကလွတ်ပြီးတော့ဒီသေမဲ့ဘက်ကိုပြန်လာတာကတော့အရှင်မင်းမြတ်ဘာများမျှော်ပြီးတော့ပြန်လာတာတော့ဒီငါပြန်လာတာကသစ္စာပဲလေတင့်ကိုငါပြန်လာမယ်လို့ပြောတယ်မဟုတ်လားအဲ့တော့ငါသစ္စာနဲ့ပြန်လာခဲ့တာပဲသူကပြောတယ်ဟောသစ္စာနဲ့ပြန်လာခဲ့တာပဲငါကတတ်မှလည်းသိရသားနဲ့သူပြန်လာတယ်သူမကြောက်တာတော့နာခဲ့တဲ့တရားနေလိမ့်မယ်အရှင်မင်းများဒီရစ်ပူဇော်တာကတော့ဒါကတော့လည်းဘာမှရော့စရာမရှိပါဘူးလေဒါချင်းကြပူဇော်ရုံပါပဲအဲ့ဒီရစ်မပူဇော်ခင်အရှင်မင်းမြတ်ရဲ့တရားနားလာတယ်ဆိုတဲ့တရားကိုကျွန်တော်ဟောပါအောင်လို့ပြောတော့ဟောလည်းနားလာခဲ့တယ်ငါတရားနာပြီးတော့တရားတကားထားလင်း1000ညငါပူဇော်ပြီးတော့မှငါလွတ်ကျွေးကင်းဘေးကင်းရငယ်ကျွေးကင်းတော့မှငါပြန်လာခဲ့တယ်လို့ပြောတယ်ကိုသိကောင်းလိမ့်မယ်ဒီတရားငါဒီတရားနာခြင်းတယ်မကြောက်တဲ့တရားဖြစ်လိမ့်မယ်သူများသာတတ်နေတာသူကကြောက်လိုက်တာမှသိကြောက်တာပဲမကြောက်တဲ့တရားဖြစ်လိမ့်မယ်အရှင်မင်းများအဲ့ဒီတရားဟောပါအတ္တမိကတလုဒ္ဒတနေသံလောဟိတပါဏိနောနတ္တိသစ္ဆံကုတောဓမ္မောကိဉ္တုဒေနကရိတတိအတ္တမိကတမတရားအမှုတွေကြီးပြု၍နေသောလုဒ္ဒတသူတစ်ပါးကိုတပ်ဖြာ၍အမတ္တမရက်စက်လှစွာသောနေသံအမြဲမပြတ်လောဟိတပါဏိနောလက်မှသွေးစွန်း၍နေသောတုရှံသင်္ကေသို့သောလူသားအားသစ္စာမှန်ကန်သောစကားသည်နတ္တိမရှိတော့ဓမ္မောသစ္စာမှာတဆင်တည့်၍ရရတဲ့တရားသည်ကုတောအတ္တိအဘယ်မှရှိပါတော့ဟန်ဤတုရှံသင်္ကေသို့သောလူယုတ်မှတယောက်ဟာသူတေနာအကြအမြင်များဖို့ရန်ဖြင့်ဂိင်္ဂရိတတိဘာလို့တော့လက်တန်ဤသင်ဘာသုံးကြမှာတော့သင်ကသစ္စာရှိတဲ့အကောင်မဟုတ်သင်လက်လည်းပဲသွေးစွန်းနေတဲ့လက်တလို့လူကဒီသစ္စာလည်းမရှိတရားလည်းမစောင့်ဘာလို့ဘုရုံဒီအကြမြင်ဘုဒ္ဓတာတုတ္တတွေလိုက်ဆိုင်လို့ဘာလို့ဘုရုံသင်ဘာမှအသင်မှာတန်ဖို့မရှိပါဘူးတုတ္တရဲ့တည်စရာကိုသင်မဟုတ်ပါဘူးလို့ပြောတော့နတ္တိသစ္ဆံကုတောဓမ္မောကိဉ္တုဒေနကရိတတိသစ္စာဆိုတဲ့တရားဒီနတ္တိမရှိလို့ဆိုတဲ့စကားကလေးကိုသူကကောက်ချက်ချတယ်နေစမ်းမအောင်နဲ့
သစ္စာကဘယ်လောက်များတန်ဖိုးရှိလို့အရှင်မင်းကသစ္စာစကားတည်ပြောတကူတဲ့သစ္စာဘာလို့တန်ဖိုးဘယ်လောက်တန်ဖိုးရှိတုံးယေကေစီမေအတ္တိရတာပထဗျာသစ္ဆံတေတံသာတုတရံရတနံပထဗျာတမြေပြင်လုံး၌ယေကေစီကျွမ်းမဲ့အုပ်သုံးအလုံးစုံကုန်သောဣမေရတာဤအယသာတို့သည်အတ္တိရှိကုန်၏တေတံရတနံတို့တမြေပြင်လုံးမှရှိတဲ့အယသာတို့တွင်သစ္ဆံသစ္စာဆိုတဲ့အယသာကိုသာတုတရံအကောင်းမြတ်ဆုံးဟု၍ဝတ္တန်ဒီဟောပြောကြလေကုန်၏လောကမှာအယသာတွေဘာအယသာရှိအဲ့ဒီအယသာတွေကိုသစ္စာအယသာတစ်ခုမှမမြင်သစ္စာမရှိသေးတဲ့တပြိုင်နဲ့အကုန်လုံးပြေတာပဲတယောက်နဲ့တယောက်ဘုန်းကြီးတို့တွေဆိုကြစို့ဆရာတပည့်အမတန်ယုံကြည်ပြီးတော့နေတယ်သစ္စာရှိနေနေလို့ရှိရင်တဲ့ဘာသာရဘာတောက်ရဆရာကလည်းတပည့်ဘောင်းသစ္စာကြည့်လို့တပည့်ကလည်းဆရာဘောင်းသစ္စာကြည့်လို့တဲ့ကောင်းတယောက်သစ္စာမရှိဘူးဆိုတဲ့တနေ့မှာဘာမှမယုံရဘူးသူရှိတဲ့စကားမပြောနဲ့နော်သူ့နားပြန်ဒီသာမပြောနဲ့နော်အိမ်မှာသမီးခင်မောအတူတူနေကြသစ္စာရှိပြီဆိုရင်ဘယ်သွားဘာမှစိတ်တနှောင့်တနှင်းမရှိဘူးအမျိုးသားကဘယ်သွားဟိုအမတန်သစ္စာရှိတဲ့ငါယောက်ျားအမျိုးသမီးကဘယ်သွားအမတန်သစ္စာရှိတဲ့ဟိုလူစိုးသူစိုးနေတဲ့တွေ့မှာဆိုလို့သာအဆောင်ရှောင်းနဲ့သွားရတာသူကတော့သစ္စာအမတန်ရှိတယ်သိစိတ်ချမ်းသာတာပဲသိအရသာရှိတာပဲသစ္စာသာမရှိဘူးဆိုလို့ရှိရင်အကုန်လုံးမေတ္တာတရားပြဲလို့ပထဗျာတမြဲပြင်းလုံ၌တေတံရတနာတို့ရှိသမျှအယသာတို့တွင်သစ္ဆံသစ္စာဆိုတဲ့အယသာသည်သာတုတရံအကောင်းမြတ်ဆုံးပါပေ၏သမဏယမနာသူတော်သူမြတ်ဖြစ်တော်မူကြတဲ့ယဟန်ဘုံနာတို့သည်သစ္စေမှန်ကန်တဲ့သစ္စာစကား၌တိတာတိကြကုန်သည်ဖြစ်၍ဇာတိမရဏတာဩနာသေးရေဒုက္ခပေ၏ပါရန်ဟိုးပဲကံဖြစ်တဲ့နိဗ္ဗာန်သို့တရံသည်လွန်မြောက်နိုင်ကြလေကုန်၏အလုံးပုဂ္ဂိုလ်တွေသစ္စာကစပြီးတော့လွန်မြောက်ကြရတယ်ဆိုပါတော့ဘုန်းကြီးတို့တပည့်တော်အလုံးစုံသောသန္တရာဝဆင်းရဲမှလွန်မြောက်ပါရခြင်းအကျိုးငါရှင်သာမဏေပြုဖို့ရန်သင်္ကန်းပေးသနာတော်မူပါလို့ဆိုရင်ပဲအဲ့ဒီသစ္စာအတိုင်းသာသန္တရာကလွန်မြောက်ဖို့ရန်သာနေစမ်းသန္တရာကကိုလွတ်ကိုသွားမှာကိုအမျိုးသမီးတွေတပည့်တော်မဲ့ဖို့နိဗ္ဗာန်မြန်ရဘာလို့ရဲ့လို့ဟုတ်ကလားဟိုနေရာဆူတောင်းဒီနေရာဆူတောင်းသူတို့သစ္စာအတိုင်းသာမဲ့ဖို့နိဗ္ဗာန်မြန်ရအောင်နေမယ်ဆိုလို့ရှိရင်မြန်ကိုရမှာမဲ့ဖို့နိဗ္ဗာန်ခုတော့မဟုတ်ပါဇက်ကပြောတော့ဘုန်းကြီးတွေလည်းအမဲသန္တာသကလာဝတ္တဒုက္ခနိတရဏနိဗ္ဗာနတသစ္စိကရဏထာရတဲ့တပည့်တော်အလုံးစုံသောသန္တရာဝတ္ဒုက္ခကလွတ်မြောက်ဖို့ရန်တပည့်တော်အဲ့ဒီသင်္ကန်းကိုပေးသနာတော်မူပါလို့ဆိုတယ်သင်္ကန်းလည်းရပြီးရောဆော့ခြင်းလည်းဆော့တာပဲလွှာခြင်းလည်းလွှာတာပဲဒီတော့ဒီသစ္စာမှမတည်ပဲနဲ့ဘယ်နဲ့မှသန္တရာကမလွတ်နိုင်အားလုံးအမျိုးသမီးအမျိုးသားတွေလည်းပဲနိဗ္ဗာန်မြန်ရဘာလို့ရဲ့လို့တော့ပြောတယ်သို့ပေမဲ့လို့ပါဇက်ကတော့တစ်မျိုးပဲခုန၅ပါးသီလတောင်းမှလည်းတည်ခြင်းမှတည်မယ်နိဗ္ဗာန်ရောက်ကြောင်းပါပဲလို့ဆိုပေမဲ့၅ပါးသီလကိုမှထိမ့်ခြင်းမှထိမ့်မယ်ဒါကြောင့်သစ္စေသစ္စာ၌ထိတာတည်ကြကုန်သည်ဖြစ်၍ဇာတိမရဏတာဩနာသေးဆင်းရဲပေ၏ပါရန်ဟိုဘက်ကံဖြစ်တဲ့နိဗ္ဗာန်ကိုတရံဒီကုခနိုင်ကြကုန်၏လို့အဲ့ဒါလို့သစ္စာမင်းသာမန်မှတ်လို့တဲ့နဲ့ပောရိတရသစ္စာဘာအသုံးကြလို့တုံးလို့ဆိုတော့သစ္စာသာမန်မှတ်လို့တဲ့သစ္စာ၌ဒီမှအာလုံးဒုက္ခကလွတ်တယ်ဒါကြောင့်သစ္စာကိုငါဒီအရေးတကြီးပြုတ်ပြီးတော့သစ္စီငါပြန်လာပါမယ်ဆိုတော့လေပြန်လာခဲ့တယ်မဟုတ်လားသင်ကသစ္စာမှမရှိဘဲနဲ့ဘယ်တရားမှသင်ရှိမှာမဟုတ်ဘူးသစ္စာမှမရှိလို့တရားမရှိတဲ့သူကိုတုတ္တတွေဘာတွေကြားနာခြင်းတွေဘာတွေလုပ်မနေပါနဲ့ဘယ်တရားနဲ့မှသင်နဲ့မတော်ပါဘူးလို့ပြောတော့စိတ်မဆိုးဘူးသူစိတ်မဆိုးဘူးဘာဖြစ်လို့စိတ်မဆိုးတော့ပောရိတာရအပြောတာဒီတုတ္တသောမမင်းကပောရိတာရဘုံမှာခက်ကြမ်းကြမ်းပြောနေတာတရားတော့ဟောခြင်းနေမေတ္တာကသိရှိနေပြီပောရိတာရအပေါ်မှာဒီကောင်းတော့နဲ့ကလေးတော့နှိမ်ပေးပြီးတော့မှတရားဟောမှဖြစ်မယ်ဆိုတဲ့အနေမျိုးနဲ့တရားသိမ့်နာခြင်းအောင်နှိမ်နေတာသူစိတ်မဆိုးဘူးတရားတော့သိကောင်းပါပဲသူနားလာတဲ့တရားတော့သိကောင်းပါပဲမကြောက်ဘူးခုဟိုမှာမိဘုံကြီးလည်းသူမြင်သားဒီမိဘုံကြီးထဲမှာတစွတ်ဒီနဲ့กินမဲလို့တစွတ်လုံနေတာလည်းသူမြင်သားအဲ့ဒါလည်းသူ့မျက်နှာကကြောက်တဲ့မျက်နှာမျိုးမဟုတ်ဘူးသိရဲတာပဲသူနားလာတဲ့တရားတော့သိတန်ဖို့ရှိလိမ့်မယ်
အဲ့ဒီတရားတော်နာကျင်ပါတယ်အသင်မင်းများဒီတရားဟောစမ်းမှာသုတ္တဝါဓမ္မံဝိဇာနန္တိနရာဓမ္မတပါပကံသုတ္တဝါဓမ္မံဝိဇာနန္တိနရာကလျာဏပါပကံအပိဂါထာသူနေသဝနာဓမေမေနိရတောမနောအရှင်မင်းများဟောပါဒီတရားနာပြီးလို့ရှိရင်လေကျွန်တော်စိတ်ရကောင်းကျင်ကောင်းသွားမှာသိလားဒီတရားကိုနာရတဲ့အခါမှာကောင်းတယ်ဆိုတယ်ဆိုတာသိကြပါတယ်ဒါတော့အခုအရှင်မင်းများရဲ့ဂါထာတွေနာရလို့ရှိရင်လေကျုပ်စိတ်ကောင်းကျင်ကောင်းသွားမှာပါဒါတော့တရားဟောပါလို့ဆိုတော့ကောင်းပြီဒီလိုဆိုရင်တော့တုတ္တတော်မှာဟောချိန်တန်ပြီကောင်းပြီမောင်တရားနာမယ်ဆိုလို့ရှိရင်ရိုးသေးသေးနာပါကောင်းပြီနာပါမယ်ခုနကတရားပြန်ဟောတာပဲတကိဒေဝဘောဓိသာဒသဗ္ဗိဟောတိသမာဂမောသာနံသင်္ကတိပါလေဒီနာသဗ္ဗိဘဟုသင်္ကမောဘောဓိသာဒသူတော်ကောင်းတို့နဲ့လေတစ်ကြိမ်လောက်ပေါင်းရတယ်ဆိုရင်သိကျေးဇူးများတာလေဟောသူရုပ်မာတွေနဲ့အကြိမ်ကြိမ်ပေါင်းနေရမယ်လို့ဘယ်နှမှစိတ်မချရဘူးဒါကြောင့်သူတော်ကောင်းနဲ့ပေါင်းပါလို့သဗ္ဗိရေဝသမာသေတာသဗ္ဗိကုပေတတန္တဝံတတံတတ္တမမင်းညာယတေယောဟောတိနဗ္ဗဗိယောသူတော်ကောင်းနဲ့ပေါင်းပါမရှုံးဘူးမရှုံးဘူးသူတော်ကောင်းနဲ့ပေါင်းရင်အမျက်ထွက်မှာပဲမရှုံးပါဘူးတိရံဒီဝေရာဇရတာသူစိတ်ဓာထောတရိရံပိစရံဥပေတိတတင်္စာဓမ္မောနာစရံဥပေတိတန္တောဟဝေတဗ္ဗိပဝေဒယံတိအလုံးလေရှင်ဘုရင်တွေရဲ့မပျက်စီးနိုင်အောင်အမတန်ကြိုးစားမင်းစားလှုပ်ထားတဲ့ယထာကြီးတွေတောင်ပျက်စီးရတယ်နော်ဆွေးမြေရတယ်နော်အလုံးနဲ့မအိုအောင်မသေးအောင်ကြိုးစားမင်းစားနဲ့စောင့်ရှောက်ပြီးတော့ထားတဲ့ခန္ဓာကိုယ်လည်းပဲအိုရတယ်နာရတယ်သေရတယ်နော်သူတော်ကောင်းတို့၏တရားဟာဘယ်တော့မှမအိုနိုင်ဘူးသူတော်ကောင်းတို့ရဲ့နောက်ဆုံးနိဗ္ဗာန်တရားဆိုတဲ့ဥစ္စာလေဘယ်တော့မှမသေးနိုင်ပါဘူးပောရိတာရလူညံ့မှာမဟုတ်ပဲနဲ့ငကိုယ်တုံးကလေးကတက္ကသိုလ်ပညာသင်လာတာစဉ်းစားလို့သဘောကျနဗင်္စအတူရေပထဝိဉ္စအတူရေပါရံသမုဒ္ဒတာတတာဟုဒူရေတတောဟဝေဒုရတရံဝတ္တန္တိတတင်္စာဓမ္မောအတတင်္စာရသာဟိုသမုဒ္ဒရာရဲ့ဟိုဘက်ကန်းဒီဘက်ကန်းဝေးတယ်လို့မြေကြီးနဲ့မိုးဝေးတယ်လို့သူတော်ကောင်းတရားနဲ့မသူတော်တို့ဤတရားဟာလည်းနီးလို့မရဘူးအမတန်ဝေးပါတယ်လို့အဲ့ဒါလို့တရားပြောလိုက်တော့ဟောဒီသာရကျေးဇူးတင်လိုက်တာတဲ့သူတတ်တော်မှာရှင်ဘုရင်ကိုအဖေလို့အဖေချစ်တယ်လို့ချစ်ပြီးတော့ကျေးဇူးတင်လိုက်တာကောင်းလိုက်တာတရားကောင်းလိုက်တာငါဘောကျေးဇူးများလိုက်တာသူစိတ်နဲ့သိချစ်တယ်ဒါလောက်သူတော်ကောင်းစိတ်ရှိတဲ့မင်းကိုတော့ငါဘယ်နည်းနဲ့မှမစားလိုက်တော့ဘူးသူတော်ကောင်းစိတ်ဒါလောက်ရှိတဲ့မင်းရဲ့အသားကိုတော့ဘယ်နည်းနဲ့မှငါမစားလိုက်တော့ဘူးစားရင်ငါလည်းသက်သာမှာမဟုတ်တော့ဘူးသူစိတ်နဲ့ဒါလောက်ဖြစ်ပြီးတော့ကျေးဇူးတင်လို့အရှင်မင်းမြတ်ဂါထာ၄ဂါထာပူဇော်စရာကြုံမှာဘာမှပူဇော်ပဲပစ္စည်းမရှိပါဘူးဒါကြောင့်အရှင်မင်းမြတ်ဆုဂါထာ၄ဂါထာအတွက်ဆု၄မျိုးပေးပါရစေအဲ့ဒီဆုကိုတောင်းပါလို့ဆိုတော့သုတ္တသောမမင်းကဟိုသင်ကသစ္စာရှိတဲ့သူမဟုတ်ဘူးသူတို့ကြတော့ဆုပေးပြီးပြီဒီဆုတော့မပေးနိုင်ဘူးလေပါလေးနဲ့ဒီဆုတော့ကြုံမပေးဘူးပါဘူးဆိုလို့ရှိရင်ဘသူကလာပြီးတော့တရားဆုံးဖြတ်မလို့ငါကတောင်းတယ်သင်ကမပေးဘူးလို့ညင်းနေတယ်ဘယ်နဲ့လုပ်မတော့ဒါတော့မင်းစီငါဆုမတောင်းချင်ပါဘူးမင်းဆုပေးလို့ဖြစ်မှာမဟုတ်ပါဘူးမဟုတ်ပါဘူးပေးပါမယ်ကျုပ်လေအသက်ဆုံးပြီးတော့ပေးမယ်ဆုပေးပါရစီသူကတရားဂါထာကြီးညိုလို့သုတ္တသောမမင်းကိုလည်းသူကချေလို့ဆုပေးပါရစီဟောမပေးနိုင်တဲ့ဆုကိုမရှိစေရဘူးကျုပ်လေအသက်ဆုံးပြီးတော့ပေးမယ်ကောင်းပြီဒါဖြင့်သုတ္တသောမှာဟိုသူတော်ကောင်းကသူတော်ကောင်းနဲ့မှပေါင်းလို့ရတယ်နော်ပညာရှိတဲ့သူကပညာရှိနဲ့မှပေါင်းလို့ရတယ်နော်ဒါကြောင့်မို့လေငါပထမဆုတောင်းမယ်အသင်ကိုလေအသက်တရားအနာမရှိနေတာကိုငါမြင်ကျင်ပါတယ်ပထမဆုတောင်းလိုက်တယ်မလီအံ့ဩစရာကောင်းလိုက်တာနော်ငါကသူ့တတ်မယ်လို့ဖမ်းလာခဲ့တယ်သူကငါ့ကိုအသက်တရားအနာမရှိကျမ်းကျမ်းမာမာနဲ့မြင်ကျင်ပါတဲ့မလေးကြီးကြလိုက်တဲ့မေတ္တာလို့ဆိုပြီးတော့ပေးပါတယ်ဒီဆုလည်းပေးပါတယ်ဒါသူသဘောမပေါက်ဘူး
တင်းကိုအသက်တရားအနာမရှိတာကိုငါမြင်ကျင်တယ်လို့ဆိုတော့ငါလည်းအသက်တရားအနာမရှိပဲနေကျင်တယ်လို့ဆိုတဲ့ငါကိုမသတ်ပါနဲ့ဆိုတဲ့အဓိပ္ပာယ်လည်းရောက်သွားတယ်ဒါသူသဘောမပေါက်ဘူးပေးပါတယ်တလည်းတတ်တော့မှမဟုတ်ပါဘူးဟောရိတာရာငါဒုတိယဆုတောင်းမယ်နော်ကိုသင်ဖန်တာတဲ့ရှင်ဘုရင်တွေဟာလေအတိတိုင်းပြည်မှာသူအားကိုးစရာရှင်ဘုရင်တွေကိုသင်ကညှင်းဆဲပြီးတော့ထားလိုက်တာအကုန်လုံးပင်ပန်းနေရှာကြတယ်သူတို့တိုင်းသူပြည်သားတွေဆိုတာဘလောက်ဒုက္ခတွေများနေမယ်မသိဘူးဒါကြောင့်မို့လေသင်ဟောဒီရှင်ဘုရင်တွေကိုမတတ်ပါနဲ့သူတို့ရဲ့အသားကိုသင်မစားပါနဲ့လို့ဆိုကောင်းပါပြီမစားပါဘူးဒီကနှစ်ယောက်ပြောနေတဲ့အတန်ကိုဟိုကကျိုးနဲ့လက်ဖောက်ပြီးတော့ခြိထားတဲ့ရှင်ဘုရင်တွေကမကြားတစ်ချက်ကြားတစ်ချက်နှဆွင့်ထောင်ကြတယ်ဟေးသူတတ်တော်မှာတော့ဗောဓိတာရချွတ်နေပြီထင်တယ်သူတို့ကသူတို့မျက်ရည်မျက်ကဲနဲ့တို့တော့သေမှာတော့မဟုတ်တော့ဘူးနဲ့တူတယ်တို့တော့တတ်မှာတော့မဟုတ်တော့ဘူးနဲ့တူတယ်သူတတ်တော်မှာတော့ဟိုမှာပြောနေမတတ်ပါနဲ့တို့ဘာတို့ဒီစကားတစ်လုံးတစ်လေးလဲဟိုကကြားတယ်နှစုံနှဖျားလဲကြားတယ်သူတို့ကသူတို့မျက်ရည်မျက်ကဲနဲ့တော်တော်လဲအတက်နေကြတယ်ဟိုကလည်းပဲကောင်းပါပြီမတတ်ပါဘူးသူတတ်တော်မှာမတတ်ပေမဲ့လို့တော်တော်ကြာဒီရှင်မင်းတွေသူ့တိုင်းပြည်မပြန်ရဘူးတောထဲမှာပဲငါနဲ့အတူတူနေဆိုခက်မယ်ဒါတော့တတ္တိယဆုတစ်မျိုးတောင်းအောင်မယ်သူဟောရိတာရာငါတတ္တိယဆုတောင်းပါမယ်တောင်းပါဒီရှင်မင်းတွေကိုလေသင်ကတကယ်ကြိုဖြီးပြီးတော့သူတို့တိုင်းပြည်ကိုသူတို့ပြန်ပို့ပါလို့ပို့ပါမယ်စိတ်ကအင်မတန်နုညံ့နေပြီလေတရားဂါထာနဲ့ပြီးတော့တုဒ္ဒသောမမင်းရဲ့မေတ္တာနဲ့အင်မတန်နုညံ့နေပို့ပါမယ်ကောင်းပြီတုဒ္ဒသောမဗောဓိတာရာငါစတုဋ္ဌဆုတောင်းမယ်နော်တောင်းပါစိတ်တံတေရတံဗျာရိတာဗယာဟိစိတ်တံတေရတံဗျာရိတာဗယာဟိပုထုနရာလေနမနုပဝိတာမနုဿမန္တံဝိရမေဟိရာဇာဧတံဝရဏံစတုဋ္ဌံဝရာမိပောရိတာဒတေတိရတံတိုင်းနိုင်ငံသည်လေစိတ်တံအပေါက်အကြားတွေများ၍နေလေ၏သင်မရှိလို့မို့လေသင်တိုင်းပြည်လည်းပဲခြောက်ချလို့ပေါက်ကြားနေတယ်နော်ပုထုနရာများစွာသောလူတို့သည်ဘယာသင့်ရံမှကြောက်ကြကုန်သည်ဖြစ်၍ဗျာရိတာတုံခိုက်ဖြစ်ကြကုန်လျက်လေနံပုံအောင်ရာဖြစ်တဲ့အရာဒေသသို့အနုဘဝိတာကိုစီကိုငါဝင်ပြေး၍နေကြရလေကုန်၏သင်ကြောက်လို့ဟိုတိုင်းပြည်ဒီတိုင်းပြည်ကလူတွေလည်းကောင်းကောင်းမနေဝန်းရှာဘူးသိလားကလေးတွေလက်ဆွဲပြီးတော့သင်ကြောက်တာနဲ့မို့လို့ဟိုတော်ကြိုတော်ကြသွားနေရတယ်ဒီတော်ကြိုတော်ကြသွားနေရတယ်ရာဇာပောရိတာဒအမိရတဲ့ငါညီမင်းမြတ်မနုဿမန္တံလူသားကိုဝိရမေဟိရှောင်းကျင်းစမ်းပါလို့လူသားမစားဘူးလို့စတုဋ္ဌဆုတောင်းတော့ပောရိတာရကလေလက်ခုံများတီးပြီးတော့ရဲပြီးတော့အမလေးအဲ့ဒီဆုတော့မလုပ်ပါနဲ့အဲ့ဒီဆုတော့မတောင်းပါနဲ့ဒီပြင်ဆုလှည့်တောင်းစမ်းပါကျုပ်လေအဲ့ဒီဆုကိုအဲ့ဒီလူသားကိုချစ်လွန်းလို့တိုင်းပြည်ကိုစွန့်ပြီးတော့ဒုက္ခခံပြီးတော့ကျုပ်တောတဲ့နေရတာပါဒါတော့ဒီဆုတော့မတောင်းပါနဲ့ဒီပြင်ဆုတောင်းစမ်းပါလို့ပြောတော့ပောရိတာရချစ်ဆိုတဲ့ဥစ္စာပထမကိုကိုချစ်တာကိုချစ်တာနဲ့ဒုတိယလူသားကိုမင်းချစ်တယ်လို့ပြောနေတယ်နာစဉ်းစားကြည့်နော်မင်းကိုမင်းချစ်တာလားလူသားကိုချစ်တာလားဆိုတာမင်းစဉ်းစားကြည့်တယ်မင်းကိုမင်းချစ်တယ်လို့ဆိုပြီးတော့မင်းချစ်တဲ့လူသားတွေကိုမင်းစားလို့ရှိရင်သေငရဲသွားမယ်ငရဲကြတော့မင်းကိုမင်းချစ်ရရောက်အောင်မလားဘောရိတာရာလို့ဆိုတော့ငိုတာပဲသူမလီမပေးလဲအခက်ပါပဲဒီစုကပေးပြန်လို့ရှိရင်လည်းပဲသူဒီအတွက်ကြောင့်တိုင်းပြည်ကထွက်လာခဲ့တာလူသားမစားရတော့ဘူးဆိုလို့ရှိရင်သူ့မှာသေရတော့ဖြစ်ပြီငိုလို့အရှင်မင်းများဒိဗ္ဗင်စုတောင်းစမ်းပါအောင်ဒီဒိဗ္ဗင်စုတောင်းစမ်းပါအောင်ဒိဗ္ဗင်စုကိုကျုပ်ပေးပါမယ်ဒီစုကိုလည်းပြင်ရှောင်စမ်းပါအောင်ရွှေ့ပြီးတော့တောင်းစမ်းပါအောင်ပောရိတာရငါမပြောဘူးလားအစကမင်းကငါကဒီစုပေးပါလို့ဆိုတယ်မင်းကမပေးနိုင်ဘူးလို့ညင်းနေတယ်ဘယ်လေးသွားဘယ်စီသွားပြီးတော့တို့တရားဆုံးဖြတ်မလို့ဘသူကဆုံးဖြတ်ပေးမလို့ငါပြောဘူးလားအဲ့ဒီတုန်းကတော့မင်းကသေးကြည်ပေးပါမယ်စုကိုတောင်းတာတောင်းပါလို့ပြောလို့ငါတောင်းတာလို့ဆိုတော့ငိုတာပဲ
မပေးလည်းမဖြစ်သူစကားကလည်းမှန်တယ်အသေးခံပြီးတော့ပေးပါမယ်လို့သူပြောခဲ့တယ်သူတို့ဟိုခေတ်တုန်းကရှင်မင်းတွေကတကယ်လည်းသစ္စာတော့စောင့်သေးတာပဲဒါနဲ့နောက်ကြတော့အတ္တာဟိသောဘေခောမမမနာဘောဣတတဟေတုံမိဝနံဘဝိထောသစေသမံယာစတိဣတမထံဣတံပိတေသမ္မဝရံတဒာမိအတ္တမချောဧကံအမှန်စင်စစ်သောဘေခောတို့လူသားဆိုတဲ့အစာဒီမမကျွန်ုပ်ဤမနာဘောအမြတ်နိုးဆုံးအစာဖြစ်ပါပေ၏ဣတတဤလူသားဆိုတဲ့အစာဤဟေတုံမိအကြောင်းကြောင့်ဝဏံဤတော်သို့ဘဝိတော်ဝင်လာခဲ့ရပါ၏ဣတမတံဤလူသားမစားဖို့ဆိုတဲ့အကြောင်းကိုမံကျွန်ုပ်ကိုသစေရသတိအကယ်၍ရှောင်လွှဲ၍မနေပဲတောင်းတော်သည်ဖြစ်ရန်သမ္မာအဆွေတေအသိမင်းများဣတံဘိဝရံဤလူသားမစားရဘူးဆိုတဲ့စုကိုလီတဒါမိမပေးပဲမနေပဲပေးပါတော့အံတတိဒီကြတော့နတ်တွေပါသာဓုခေါ်တယ်ဝန်သာလိုက်တာနတ်တွေကလည်းပဲပညာမင်းသောနတ်ကလည်းပဲသာဓုခေါ်ဝန်သာအားရသာဓုတန်တွေကြတော့ရှင်မင်းတွေကလည်းဟေ့တို့တော့လွတ်တော့မှာပဲဟေ့သူတို့ကလည်းဘာမှမသိညာမှမသိနဲ့သူတို့ကလည်းပြောလို့တန်တဲ့ပောဓိတာရမျက်ရည်တွေနဲ့ပောဓိတာရမင်းတို့သူတော်ကောင်းတို့ရဲ့လမ်းတော့ပထမရောက်လာပြီလူသားမစားတော့ဘူးကိုသူတော်ကောင်းတို့ရဲ့လမ်းတော့ပထမရောက်လာပြီငါးပါးသီလမင်းပေးမယ်ကွယ်ငါးပါးသီလယူပါလို့ဆိုပေးပါဆရာဒီသူ့အနာမှာတကယ်ဟိုကလေးလေးဝတ်နေတယ်လို့ဒုတုတ်နေတယ်လို့ပေးပါဆရာပေးပါဆရာမျက်ရည်တွေနဲ့ပေးပါပေးပါအဲ့ဒီတင်သုဒ္ဓသောမမင်းကငါးပါးသီလချပေးပါဏာတိပါတာဝေရမဏိဆိုတာမျိုးဟိုကလိုက်ဆိုတော့ငါးပါးသီလပြီလို့နတ်တွေဝန်သားလိုက်တာပောဓိတာရကိုသုဒ္ဓသောမမင်းချွတ်လို့ရတယ်ဘယ်နဲ့ချွတ်လို့မှမရဘူးဘယ်ပြမှာချွတ်လို့မှမရဘူးဒီလောကကြီးထဲမှာသုဒ္ဓသောမပောဓိတာရချွတ်ပေးလို့ရတယ်လို့နတ်တွေကလည်းကျင်납လို့ကဲသုဒ္ဓသောမအလုံးမင်းတွေဆင်းရဲကြပြီနော်ကဲအလုံးမင်းတွေကိုဖြီးပေးပါကျိုးတွေဖြီးပေးပါလို့ဆိုတော့ပောဓိတာရကစဉ်းစားတယ်ငါကမင်းသားတွေကြိုးသွားဖြီးလိုက်ရှင်မင်းတွေပေါ့လေရှင်မင်းတွေကြိုးသွားဖြီးလိုက်ရှင်မင်းတွေကဒီကောင်ဟာတို့ရန်သူပဲလို့ဆိုပြီးတော့ဝိုင်းချရင်ငါပဲနဲ့လုပ်လေဒါလို့ဆိုရင်ငါကတော့ပြန်ပြီးတော့ဘာတော့မှမလုပ်တော့ဘူးငါသာအသေးခံမှာပြီးတော့သုတ္တသောမမင်းပါမဖြစ်မှာပဲလို့တွေးပြီးတော့အရှင်မင်းများကျွတ်တို့နှစ်ယောက်သွားဖြေရရင်မကောင်းဘူးလားလို့တနာစရာသိကောင်းတယ်ကောင်းပြီကောင်းပြီကောင်းပြီအဲ့တော့အရှင်မင်းများလည်းလိုက်ပါအောင်လေကောင်းပြီကောင်းပြီလိုက်မယ်ဆိုပြီးတော့သွားနှစ်ယောက်သွားလို့ဟိုနားရောက်တော့မှနေုံပောဓိတာရနေုံသုတ္တသောမမင်းကလည်းဟိုရှင်မင်းတွေစိတ်မချဘူးဖြီးပြီးလို့ရှိရင်သူတို့ကဝိုင်းပြီးတော့ပြန်ချရင်တော့အခက်သားပဲဆိုတာလဲတွေးမိတယ်သုတ္တသောမတွေပောဓိတာရနေရုံဆိုပြီးတော့သူသွားတယ်ဆိုရင်ပဲဟိုကရှင်မင်းတွေကဝန်သားလိုက်တာသုတ္တသောမလာတယ်ဆိုရင်ပဲအားလုံးမင်းမြတ်တို့ကျွန်ုပ်ပောဓိတာရကိုဆုံးမလို့ပောဓိတာရယဉ်ကျေးသွားပြီအသင်တို့ကိုသူလာပြီးတော့ဖြုတ်ပေးမယ်အသင်တို့ဖြုတ်ပေးတော့သင်တို့ကပြန်ပြီးတော့သူ့ကိုမကြေမနက်နဲ့ရမ်းမှုကြမလားမမူပါဘူးအားလုံးကကောင်းပြီသင်တို့ဒီပဋိညာဉ်ပေးကြပါနော်ပေးပါတယ်အားလုံးကလည်းပဲသူတို့လွတ်တယ်ဆိုရင်ပဲဝန်တာလာပြီပေးပါတယ်ဒါမှကျွတ်တို့အားမရှိဘူးနော်သူ့ကိုအကုန်လုံးမပြောနိုင်ဘူးအရှင်မင်းမြတ်ကကျွတ်တို့ကိုစားသူနားလေအောင်ပြောလိုက်စမ်းပါဘယ်နဲ့မှရံမမူပါဘူးလို့ဆိုတာပြောလိုက်စမ်းပါလို့ဆိုတော့ဟိုကပောဓိတာရလာသွားဆိုတော့ပောဓိတာရကသုတ္တသောမမင်းပါရင်သူကလည်းရဲနေတာကိုတခါတည်းရှင်မင်းတယောက်ငကိုတော့ကလက်ဖောက်ပြီးတော့ခြိထားတဲ့ကြိုးကိုဖြတ်လိုက်တယ်တခါတည်းအောက်ကျပြီးတော့ရှင်မင်းကတုံးနဲ့လဲတာပဲအားကမရှိပဲကိုပောဓိတာရဒီလိုမလုပ်နဲ့နေအောင်လို့ဆိုပြီးတော့နောက်တယောက်ကြတော့သုတ္တသောမမင်းကပွေပြီးတော့ကလေးများသားတဲ့ကလေးပွေထားတယ်လို့ပွေသားလေးဖြတ်တန်လေးအထက်နဲ့သားကလေးလှီးဖြတ်
ပြီးတော့မှအောက်သားသားကလေးများသိတယ်လို့လေအိယာကနိုးမှဆိုလို့အမေပေါင်းအိတ်နေတဲ့သားကလေးကိုအိယာကနိုးမှဆိုလို့အမေကသားသားကလေးသိတယ်လို့မြေကြီးသားသားကလေးချအားလုံးမင်းနေဒီလိုပဲအကုန်လုံးတက်သားသားနဲ့ဖြုတ်ယေရှုတင်လိုက်တာဘုန်းကြီးကညီညိုလိုက်တာလေသူတို့လုတ်ပုံကိုင်းမှုဒီရင်အားလုံးမင်းနေတဲ့ကြေကြေနတ်နတ်နဲ့နေတော့ပောရိသာရနဲ့သုဒ္ဓသောမမင်းကကျိုးတွေသာဖြတ်တာကိုတီထားတဲ့နေရာကအနာပေါက်ကလေးတွေနေရာကကျိုးဖြုတ်ရအောင်ဒါတော့နားပေါက်တဲ့ကလေးများမှာကျိုးကလေးတွေတတ်ထားတော့အဲ့ဒီနားကျိုးကလေးနာမှာစိုးလို့ဖြုတ်တယ်လို့လေသူတို့နှစ်ယောက်ကသာသာကလေးလိုက်ပြီးတော့ဖြုတ်တယ်သာသာလေးဖြုတ်ပြီးတော့ရေတွေပါတွေဆေးလို့ပောရိသာကတစ်ပင်တစ်ပင်ကတစ်ခေါက်ကလေးယူခဲ့စမ်းဘာတစ်ခေါက်ဖြစ်ဖြစ်ယူခဲ့စမ်းကြောက်ပြားပေါ်မှာသွေးစမ်းဆိုတာသွေးပြီးသားဖြစ်တဲ့ဆေးမြက်ကလေးဟွာမျိုးလို့ပေါ့အနှစ်ကလေးမျိုးလို့ကသစ္စာဆိုနဲ့သုဒ္ဓသောမမင်းကသစ္စာဆိုပြီးတော့အကုန်လုံးရှောက်ပြီးတော့လိမ့်လိုက်တာလေအနာတွေကိုပြောင်းလို့တက်သားလို့အားတော့ဘယ်သူမှမရှိဘူးယာကုကြိုတယ်ယာကုကြိုတော့အဖတ်မပါစီရဘူးအရေးကြီးတိုက်တယ်နတ်ဘငါမနဲ့စောစောယာကုတိုက်အရေးကြီးအဖတ်မပါဘူးနေ့လေယာကုတိုက်အရေးကြီးညနေကြလဲယာကုတိုက်အရေးကြီးတိုက်တယ်ဒါပေါ့ရေမန်းဆိုတာမျိုးပေါ့ရေမန်းဆိုတာမျိုးပေါ့နတ်ဘငါတတိယမြောက်နေ့ကြတော့မှဒီယာကုအဖတ်ကလေးထည့်ပြီးတော့တိုက်တယ်တိုက်လို့ဒီလိုပဲတရေနှစ်ရက်တို့တော်တော်အားရှိပြီဆိုတော့ကဲပြန်ကြဆိုရဲ့သုဒ္ဓသောမမင်းကပြန်ကြဆိုရဲ့လာကဲပြန်ကြဆိုရဲ့သုဒ္ဓသောမမင်းကပြန်ကြဆိုရဲ့လာအလုံးကိုယ်နိုင်ငံကိုပြန်ရမှာကဲပောရိသာရလည်းကိုယ်နိုင်ငံကိုပြန်ရအောင်သွားဆိုရဲ့လို့ဆိုတော့မလီကျွန်တော်လိုက်လို့မဖြစ်ဘူးဆရာတို့သာသွားကြတော့အလုံးမိတ်ဆွေများသာကိုယ်နိုင်ငံကိုပြန်ကြတော့ကျုပ်လိုက်လို့မဖြစ်ပါဘူးကျုပ်အပြစ်တွေကကျုပ်ကြီးလာပြီသွားကြတော့ကျုပ်ဒီမှာပဲတဲ့ဥတစ်ဖူလေးတွေသိရွက်တွေစားပြီးတော့နေရတော့မယ်သွားကြတော့ဟာပောရိသာရဒီလိုနေလို့ဘယ်ဖြစ်မလဲလိုက်ခဲ့မလိုက်ပြရစီနဲ့တော့တဲ့နိုင်ငံကိုတို့ပြန်ပို့မယ်ကျုပ်တို့နိုင်ငံကလည်းပဲကျုပ်ရန်သူတွေဖြစ်နေပါပြီကျုပ်သာသွားလို့ရှိရင်ပြင်တယောက်လေခဲတစ်လုံးစီပေါက်တာနဲ့ကျုပ်သေးမှာပါကျုပ်ကလည်းပဲသူတို့ပြန်ပြီးတော့ဘာမှမလုပ်ပါဘူးကျုပ်သီလကျုပ်ထိမ့်မှာပါအရှင်မင်းမြတ်စီကယူထားတဲ့သီလကိုကျုပ်မပြတ်ပါဘူးကျုပ်ကိုတော့တိုင်းပြည်ကခဲတစ်လုံးစီပေါက်တာနဲ့သေပါလိမ့်မယ်ကျုပ်မလိုက်ပြရစီနဲ့ဒီမှာပဲကျုပ်နေရပါမယ်အရှင်မင်းမြတ်တို့နဲ့လည်းနောက်ထပ်တွေ့ရမယ်မဟုတ်ပါဘူးကျုပ်မြတ်နိုးတဲ့လူသားလည်းမစားရလို့ကျုပ်လည်းအသက်ရှင်မှာမဟုတ်ပါဘူးအသက်မရှည်ပေမဲ့လို့လည်းကျုပ်သီလမဖြတ်ပါဘူးကျုပ်ဒီမှာပဲနေရပါမယ်လို့ဆိုတော့တွေးတယ်ကိုသုဒ္ဓသောမမင်းကပောရိသာရငါစကားတွေသိနားထောင်သူ့ကိုတော့ငကိုစီစဉ်ပြန်မရရင်ငါတာဝန်ရှိတယ်ပောရိသာရဒီလိုနေရလို့ဘာဖြစ်မလဲလိုက်ခဲ့ဒီတင့်ကိုတောင်မှငါကနားလဲအောင်ပြောနိုင်တဲ့ဥစ္စာတင့်တိုင်းသူပြည်သားတွေငါနားလဲအောင်ဘာမပြောနိုင်စရာရှိမလဲလိုက်ခဲ့ငါပြောလို့မရဘူးဆိုလို့ရှိရင်ပြန်ငါနိုင်ငံကိုတဝက်ခွဲပြီးတော့ပြင်မယ်လိုက်ခဲ့သဘောကျလိုက်တာလေတဲ့သူတော်ကောင်းတွေဒါနဲ့မလိုက်ပြရစီနဲ့တော့အရှင်မင်းမြတ်ရဲ့နိုင်ငံလည်းပဲငါအမေတဖူတာဟောဒီပောရိသာရပဲဟာဆိုကျုပ်ရန်သူတွေဖြစ်နေပါပြီအရှင်မင်းမြတ်နိုင်ငံလည်းမလိုက်ပြရစီနဲ့တော့ပောရိသာရကလည်းညင်းတန်းတဲ့သူပြန်ပြီးတော့ဒီပောရိသာရမပါလို့တော့မဖြစ်ပါဘူးလို့ဆိုပြီးတော့ပောရိသာရသင့်နိုင်ငံဗာရာဏသီပြည်ဆိုတာတာမန်နိုင်ငံမဟုတ်ဘူးဗာရာဏသီပြည်ဆိုတဲ့ဥစ္စာဟာအင်မတန်မှစားကောင်းတောက်ဖွယ်တယ်အင်မတန်ပေါ်တဲ့ပြည်စားခြင်းတဲ့အစာတွေစားလို့ရတယ်တင်းရဲ့နေရာနန်းတော်ရဲ့အိယာနေရာကလည်းအင်မတန်မှသားရတယ်ဘေးကမောင်မမိတ်သားချွေရန်နေရာဟိုတုန်းကဆိုရင်တင်းလို့လိုက်ပြီးတော့ယူရကြတယ်တင်းရဲ့တိုင်းသူပြည်သားတွေကလည်းတင်းစကားနားထောင်တယ်ဒါတော့တင်းတို့တိုင်းပြည်ဟာလေအမတန်ပျော်စရာကောင်းတဲ့တိုင်းပြည်အဲ့ဒီတိုင်းပြည်ကိုပြန်ပြီးတော့နေအောင်လုပ်မယ်မနေရဘူးဆိုရင်ငါတိုင်းပြည်ကိုတဝက်ခွဲပေးပါမယ်လိုက်ခဲ့ပါလို့ဆိုတော့သူနဲ့လိုက်ချင်စိတ်ပေါက်လာတယ်ဒါဖြင့်လိုက်ပါတော့မယ်သူတော်ကောင်းနဲ့ပေါင်းရတာများတိတ်ကောင်းတယ်နော်ကြည်စမ်းခု
အရှင်သုဒ္ဓသောမမင်းကပထမဆုံးကျုပ်ကိုမကောင်းတဲ့အကျင့်တွေချုပ်ပစ်တယ်မကောင်းတဲ့အကျင့်တွေချုပ်ပြီးတော့ကိုကျုပ်ကိုငကိုစီစဉ်ပြန်ပြီးတော့ရအောင်လုပ်ပေးမယ်လို့ဆိုပြန်တယ်သူတော်ကောင်းနေနဲ့ပေါင်းရတာကောင်းလိုက်တာခုနကတရားကိုသူပြန်တတိရတယ်သဗ္ဗေရေဝသမာသေတာသဗ္ဗေကုပ္ပေထအတန္တဝံဆိုတာတိတ်သဘောကျသွားကျုပ်လေပထမသူယုံမှာရတ္တကနဲ့ပေါင်းရလို့ဒီလူသားစားမိတာသူဟာသူကြိုက်တာကိုတော့သူသိတတိမရဘူးရတ္တကကလူသားချက်ကျွေးလို့ကျုပ်လူသားစားမိတာအဲ့ဒီလူသားစားမိရကတောဘုံတများကြီးဖြစ်ပြီးတော့မကောင်းမှုတွေကျုပ်ပြုမိတယ်သူယုံမှာနဲ့ပေါင်းရတဲ့ဥစ္စာဟာကြားလေတွေးလေဆိုးရလေပါပဲလားလို့သူစိတ်ထက်ကတွေးပြီးတော့ကဲလိုက်ပါမယ်ဆိုပြီးတော့တခါတည်းသုဒ္ဓသောမမင်းကောင်းဆောင်ပြီးတော့တရားတစ်ပါးသောမင်းတွေဆိုပါတော့အကုန်လုံးထွက်လာခဲ့ကြတော့တဲ့ကထွက်လာပြီးတော့သုဒ္ဓသောမမင်းကစစ်တပ်မပါလို့ရှင်ဟိုကြရင်နည်းနည်းအခက်အခဲရှိမှဆိုလို့သူတိုင်းပြည်ရဲ့အစွန်ဖျားသွားတော့တိုင်းပြည်ကလူတွေကသိတာနဲ့မို့လို့ဟာတို့မင်းမြတ်လာပြီဆိုပြီးတော့နန်းတော်အပြေးသွားပြီးတော့တဏှာဥတင်ကြတော့နန်းတော်ကစစ်တပ်ကြီးပါထွက်ပြီးတော့လိုက်လာခဲ့တယ်တန်းနဲ့စစ်တပ်ခြံရံပြီးတော့သုဒ္ဓသောမမင်းကကောင်းဆောင်ပြီးတော့ပောဓိတာရတို့ရဲ့မူလနိုင်ငံဗာရာဏသီပြည်သွားတယ်လို့ဆိုရင်ပဲဟိုကကြပြီသုဒ္ဓသောမမင်းဟာပောဓိတာရကိုဆုံးမပြီးတော့ခေါ်လာတဲ့လို့တိုင်းသူပြည်သားတွေကြားတယ်မြို့သူမြို့သားတွေကြားတယ်ဆိုရင်ရှင်မင်းသွားတဏှာဥတင်တဲ့သူကတင်မျိုးတကားတွေပိတ်ထားတဲ့သူကပိတ်အဝင်မခံဘူးဒီရှင်မင်းအောင်တော့အဝင်မခံဘူးနဲ့မျိုးတကားတွေပိတ်နောက်မြို့နာရောက်တော့တကားတွေပိတ်ထားလို့သုဒ္ဓသောမမင်းကအမတ်2ယောက်3ယောက်လောက်ခေါ်ပြီးတော့တကားမှုကိုသွားပြောတယ်ငါသုဒ္ဓသောမမင်းတကားဖွင့်ဆိုတော့ဟိုကနဲ့ကြောက်ပြီးတော့ရှင်မင်းစီသွားတဏှာဥတင်တယ်အဲ့ဒီအခါမှာလုံနေတဲ့ရှင်မင်းကလည်းပဲပောဓိတာရရဲ့သားတော်ရှင်မင်းသုဒ္ဓသောမမင်းကတကားအဖွင့်ခိုင်းနေပါတယ်လို့ဆိုတော့ဟိုကလည်းပဲမင်းကလေးဖြစ်ပြန်လို့ဆိုတော့ဖွင့်လိုက်စစ်သူကြီးကလည်းဖွင့်လိုက်ဆိုတော့တခါတည်းတကားဖွင့်ပေးလို့သုဒ္ဓသောမမင်းကအမတ်2ယောက်3ယောက်လောက်နောက်ကခေါ်ပြီးတော့နန်းတော်ဘောတက်သွားပြီးရာဇပလင်ဘောထိုင်ပြီးတော့တင်တို့ကတကားများပိတ်ထားတယ်လို့ရှိရတယ်လာပါမိဖုရားတွေလာပါသားတော်လာပါစစ်သူကြီးလာပါမိဖုရားကြီးခုသားတော်ကရှင်မင်းလုပ်တဲ့အခါမှာအရှင်သင်္မိဘုရားကြီးကတော့ဂုံရှိလို့သားတော်တွေနဲ့ကြီးထွားလို့အဲ့ဒီဂုံဘဲကရခဲ့တယ်ဆိုလို့ရှိရင်ငကိုတုံးကဗြဟ္မတတ္တကပေးတဲ့ဂုံတွေပဲခုသူလာတယ်ဆိုလို့ရှိရင်ကြေးကြေနတ်နတ်လက်ခံကြဖို့ဘယ်လောက်ကောင်းတယ်လဲရှင်မင်းကလေးမိဘဆိုတဲ့ဥစ္စာလေးဘယ်တော့မှမပြစ်မှားကောင်းဘူးမိဘကိုပြစ်မှားတဲ့သူဟာအပင်ကရရောက်ထားကြည့်ပဲမိဘကိုဥစားပေးပြီးတော့လေးစားတဲ့ပုဂ္ဂိုလ်တွေဟာသူဂတိဘဝရောက်ကြရတယ်ဒါကြောင့်အသင်ကိုလေဒီရှင်ဘုရင်ဖြစ်နေပေမဲ့လို့ငါခမည်းတော်ပဲဆိုပြီးတော့ခမည်းတော်ကိုဥစားပေးပါလေးစားပါစစ်သူကြီးနဲ့ရှင်ဘုရင်ငကိုတော့ကဗြဟ္မတတ္တနဲ့ဟာအမတန်ချစ်ခင်တဲ့မိတ်ဆွေနော်ငယ်ကအတူတူကြီးလာကြတာနော်ငယ်ကအတူတူကြီးပြီးတော့အသင်စစ်သူကြီးကိုပဲသူစစ်သူကြီးရဲ့ရာမြောက်စားတယ်နော်အဲ့ဒါကျေးဇူးရှိတဲ့သူကိုခုလာတော့တကားပိတ်ထားတယ်ဆိုတဲ့ဥစ္စာဒီကျေးဇူးရှင်ကိုကျေးဇူးဆက်ရရောက်မလားအဲ့တော့အားလုံးသူတော်ကောင်းတွေလောက်ကြနော်ခုပောဓိတာရလို့ဆိုပေမဲ့လို့ငါဆုံးမထားလို့လေဘာပြေမှမရှိဘူးအားလုံးသူတော်ကောင်းကြီးတွေသူဖြစ်နေပြီသူတော်ကောင်းကိစ္စတွေသူလုပ်နေပြီသင်တို့အကုန်လုံးလက်ခံကြပါလို့ဆိုတော့သားတော်ကရောမိဖုရားကရောစစ်သူကြီးကရောကောင်းပါပြီလက်ခံပါမယ်ဆိုပြီးတော့တိုင်းသူပြည်သားတွေပါမောင်းကျင်းနဲ့ကပ်ပြီးတော့ငါတို့ရဲ့ရှင်မင်းဟောင်းပြန်လာတယ်ဘာမှဘေးရန်မရှိတော့ဘူးသုဒ္ဓသောမမင်းဆုံးမလို့အကုန်လုံးကောင်းနေပြီငါတို့ရှင်မင်းကိုကြွေရမယ်လို့အဲ့ဒါလိုကြွေးကြော်တော့တိုင်းသူပြည်သားတွေကလည်းကျဉ်းနာပြီးတော့အကုန်လုံးထွက်လာပြီးဒီမင်းမြောက်တစားတွေပါတခါတည်းယူပြီးတကားလားအပြင်ဘက်မှာမင်းမြောက်တစားတွေဆင်းပြီးတော့ဗိတ်သိက်သွန်းပြီးရှင်မင်းရမြောက်တာပဲရှင်မင်းရမြောက်ပြီးတော့တိုင်းပြည်ထဲဝင်သွားပြီးအားလုံးပါလာတဲ့ရှင်မင်းနေရောသုဒ္ဓသောမမင်းရောတလလောက်နေပြီးတော့ကြေနတ်နတ်ဝမ်းမြောက်ဝမ်းသာနဲ့ချမ်းချမ်းသာသာနေကြထိုင်ကြလို့အဲ့ဒီတလလောက်ကြာတော့မှကဲငါတို့တွေလည်းပဲပြန်တော့မယ်အားလုံးရှင်မင်းတွေကလည်းပဲကြားလို့ဟိုတိုင်းပြည်ဒီတိုင်းပြည်ကစစ်တပ်တွေကလည်းရောက်လာကြပြီသူတို့ရှင်မင်းတွေလာပြီးတော့ကြိုကြပြီအဲ့ဒါနဲ့တလလောက်နေတော့မှကိုစစ်တပ်နဲ့ကိုရတဲ့ရှင်မင်းတွေကိုစစ်တပ်နဲ့ပြန်ပြီးတော့သွားကြစစ်တပ်မပါသေးတဲ့ရှင်မင်းတွေကိုသုဒ္ဓသောမမင်းကသူစစ်တပ်ခွဲပြီးတော့ပေးလို့ဆိုင်ရာတိုင်းပြည်ပြန်ပြီးတော့အားလုံးပြန်ကန်ဤကြတော့သုဒ္ဓသောမကဆုံးမတယ်အသင်တို့သူတော်ကောင်းအဖြစ်နဲ့နေကြပါနော်ကိုတိုင်းသူပြည်သားတွေကိုတရားသဖြင့်အုပ်ချုပ်ကြပါနော်တိုင်းပြည်ရောက်တဲ့အခါကျလို့ရှင်တရားတော်မင်းများဖြစ်ကြပါလို့ပြောပြီးတော့လမ်းခွဲကန်ဤကြတော့တချို့ရှင်မင်းတွေကဝတ်ချ
တုဒ္ဒသောမမင်းကိုဖက်တဲ့ဝမ်းမြောက်ဝမ်းသာနှုတ်ဆက်ပြီးတော့ကျေးဇူးတင်လွှန်းလို့အရှင်မင်းမြတ်ရဲ့ဩဝါဒတိုင်းနေပါမယ်လို့အဲ့လိုပြောပြီးတော့ကိုစီကိုငါဝမ်းမြောက်ဝမ်းသာနဲ့ပြန်သွားကြလို့တရားသဖြင့်မင်းပြုကြလို့အလုံးမင်းတွေဟာသေတိအချမယ်မှာသူဂတိဘွားရောက်ကြနောက်ဆုံးပောရိတာရဆိုတဲ့ဗြဟ္မဒတ္တမင်းတော်မှာသုဒ္ဓသောမမင်းရဲ့ဩဝါဒတိုင်းနေပြီးတကလာသူဂတိဘွားရောက်တယ်အဲ့ဒီမင်းတွေကလေဘုန်းကြီးတို့ဖရာလက်ထက်ကြတော့သုဒ္ဓသောမမင်းကဘုန်းကြီးတို့ဖရာရှင်ဖြစ်အလုံးမင်းတွေကမြတ်စွာဘုရားရဲ့ပြိဿတ်တွေဖြစ်ခုနကတရားမင်းကအနုရုဒ္ဓဖြစ်ညောင်မင်းမာနေတဲ့နတ်ကရှင်မကတပါးကြီးဖြစ်ပောရိတာရလို့ဆိုတဲ့ဗြဟ္မဒတ္တမင်းကတော့အင်္ဂုလိမာလလာပြီးတော့ဖြစ်ပြီးယဟန္တာဖြစ်ပြီးတော့ပြိဋိဘံဆံရတယ်။ဒါကြောင့်ဘုန်းကြီးကဗာပြောခြင်းတယ်လို့ဆိုတော့ယနေ့ဆိုပါတော့ပေါ့ဒီတရားကိုတတိယလို့ရှိရင်ငါသူတော်ကောင်းဖြစ်မယ်။ပောရိတာရဇဗုဒိတ်မှာအမိုက်ဆုံးလို့သမုတ်ရတဲ့ပောရိတာရတောင်မှသုဒ္ဓသောမဘုရားလောင်းမင်းရဲ့တရားကိုနားထောင်ပြီးတော့သူတော်ကောင်းဖြစ်ပြီးနောက်ဆုံးအင်္ဂုလိမာလဘဝနဲ့ယဟန္တာဖြစ်ပြီးပြိဋိဘံဆံရသေးတယ်။ဒါတော့တို့ဟာဒီလောက်တောင်းလဲပဲလွန်လွန်ကျွတ်ကျွတ်မမိုက်ခဲ့ဘူး။ပောရိတာရသီလစောင့်တဲ့အခါတုန်းကသီလကိုထိမ့်ပြီးတဲ့အခါကစပြီးတော့ငါကိုတတ်တောင်းမှငါဒီသီလမဖြတ်ပါဘူးလို့ပြောတယ်။ဒါတော့တို့ကလေ၅ပါးသီလကိုဘာဖြစ်လို့တို့ရဲရဲဝံ့ဝံ့မထိမ့်မဲ့ရှိရမလဲ။တို့၅ပါးသီလထိမ့်မှာပေါ့။ဘယ်မူသားကလေးဘာကြောင့်ဒါလေးမရှိဘူးမူသားရဲ့ဆိုင်ရာဆိုလို့ရှိရင်ဘာကြောင့်ညကြောင့်မူသားပြောတယ်လို့ချွန့်ကျက်မထားပဲနဲ့ငါလေတကယ်သူတော်ကောင်းပြအောင်ငါလုပ်မယ်အဲ့လိုသူတော်ကောင်းပြအောင်ငါတာမန်လူတွေတဲ့တာမသာလင်သန္တာကလွတ်တဲ့သူဖြစ်မှာပဲလို့သန္တာရမသာမင်းကြီးနာနမုတ်စေယတဟိန်တဟိန်ကတိန်ကတိန်ပင်စနာတာပြီးသင်္စေယသာမိပါရမေတဟိန်တဟိန်တွေ့ရဆုံးကြဘုံမဝဝဲကြုံရလေတောင်တောင်းပြောင်းအာယုံအဖုံဖုံ၌သာမင်းကြီးနာသူများနဲ့တူသူမှုမပြေသူတဲ့မသာလိမ္မာဟံများသံမပြလောက်သေးပါမူကားတန်တာရမမဟာဗျမေလျာကတိဖြင့်ရှားဝေမှန်းစကနံပြဖို့နှမ်းမြမလွယ်တကယ်မှန်စွာမကြံသာသည့်တန်တရာဂရိကန္တာကြီးမှာနမုစေယဘုံဇကံကျွန်းတဘာမွန်၍တကွန်ဆောက်ကင်မလွန်မြောက်နိုင်သေးရာအမုဒ္ဒတလူဖို့ဝေးရဲ့မတွေ့နဲ့တော့ဘေးတကယ်ဆုံးအဖုံဖုံဇာပြား၍ธรรมနာအပေခရီး၌တလေဒီလေနေရအုံးမိအရေးကြောင့်ကတိန်ကတိန်ဒေဝမနုဿာနိရိယနှင့်ပေတတရိษံလာယံအရှိငါးတံဂတိကိုပင်စနာထားပြီးကောင်းရာမြန်းလင်စကန်းတင်လိဉာဏ်ဖြင့်တဲ့နီးဉာဏ်ဖြင့်နီးသို့ဉာဏ်ဖြင့်တဲ့ပြီးဉာဏ်ဖြင့်နီးသို့ဖြစ်စီလွန်မြောက်နိဗ္ဗာန်ရောက်ဖို့အကျိုးငါပါရမိတ်နိဗ္ဗာန်ခွင်စကန်းဝင်ဖို့လမ်းစဉ်အကြဒါနစာသည်ပါရမီအမျိုးကောင်းမှုမျိုးကိုဒါနစာသည်ပါရမီအကျိုးကောင်းမှုမျိုးကိုသင်္စေသာမိတမြင်တဲ့မြင့်ဆင်ကဲ့တင်ဖို့အသင်မကွာချင်းစာတိုးပွားတစ်မျိုးအပြင်ကြိုးစားဖြစ်ခြင်းပါတော်မူဖရာ